ဒါပေမဲ့အမှန်တရားကိုသွားတဲ့အခါမျိုးမှာတရားဓမ္မနီလန်ကတားလေးရဲ့အမှန်တရားကိုရမှာဖြစ်တယ်ဒါကြောင့်ကိုမမောင်နေနဲ့အခုသွားနေတဲ့လမ်းကြောင်းကတရားဓမ္မနဲ့သွားနေတယ်ဆိုတာကျွန်တော်အနေနဲ့မြည်တယ်ကိုအနေနဲ့ဘယ်လိုအဲ့လိုခုနပြောတဲ့စကားကမေးသွားပြီပြောကြည့်ကိုမဟုတ်ကဲ့ဟုတ်ပါတယ်ကျွန်တော်တို့ဟိုဝဲဆိုပြီးစပြီးတော့မွေးဖွားလာကြတဲ့ဗုဒ္ဓဘာသာမိဘနှစ်ပါးမွေးလာတာနော်အဲ့ထို့တူသင်ကြားမှုတွေအဲ့ဒီချိန်တွေကပေါ့လေနော်ကိုယ်နဲ့ဉာဏ်မီတလောက်ပေါ့ဗုဒ္ဓဘာသာလေ့လာခဲ့တာဖြစ်တယ်အဲ့တော့ဗုဒ္ဓဘာသာသင်ကြားမှုတွေကတော့အဓိကအခြေခံတောက်တိုင်ကြီးပေါ့ဒီအခြေခံတောက်တိုင်ကြီးကတော့အိမ်လုံးဆောင်ပဲဆိုအခြေခံတောက်တိုင်ရှိရပါတယ်ကျန်တဲ့ဖြည့်ဆွတ်မှုတွေကတော့တို့ဘယ်လိုခေါ်မလဲတခြားလေ့လာမှုတွေရှိပါတယ်နော်တခြားစိတ်ပိုင်းဆိုင်ရာရင်းကျေးမှုပိုင်းဆိုင်ရာလူမှုရေးပိုင်းဆိုင်ရာအတွေ့အကြုံပိုင်းဆိုင်ရာဘဝအတွေ့အကြုံပိုင်းဆိုင်ရာနိုင်ငံတကာအတွေ့အကြုံပိုင်းဆိုင်ရာတွေအားလုံးပေါ်မှာအခြေခံပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ဘာသာတောက်အကြီးကတောက်တိုင်ကတော့ဘုရားဘာသာဖြစ်ပါတယ်ကျန်တာတွေကတော့တခြားလေ့လာမှု psychological ဘယ်လိုခေါ်မလဲ counseling နဲ့နော် education နဲ့စသဖြင့်ပေါ့ဒါတွေကိုလေ့လာပြီးတော့မှအခြေခံသုံးသပ်တာဖြစ်တယ်နော်အဲ့အတွက်ကြောင့်မလို့တော့ဝန်ခံမှာဟုတ်ပါတယ်ဘာသာတွေကတော့နံပါတ်1ကတော့ဘာသာတရားပါပဲအဲ့တော့ဆောနာပြောသလိုပေါ့ပြည်သူလူထုကလက်မခံဘူးသိမှန်တယ်ပြည်သူလူထုကလက်မခံလို့ရှိရင်အဲ့တော့ရှုထောင့်တစ်ခုနဲ့ထပ်ကြည့်မယ်ဗုဒ္ဓဘာသာအရာဆိုလို့ရှိရင်ငါလုံးလို့ဖြစ်လာတာမဟုတ်ဘူးသူဖြစ်ရှိတရားတိုင်းဒါအရှိကိုအရှိတိုင်းထိမ့်သိမ်းဆောင်ရှောက်အောင်မှာဖြစ်တယ်ဗောနော်အဲ့တော့ပြည်သူလူထုကမကြိုက်ဘူးဒါပေမဲ့ပြည်သူလူထုကမကြိုက်ဆိုရင်ပြည်သူလူထုကိုအထင်မကြီးဘူးဆိုလိုချင်တာကပြည်သူလူထုကဟောမပြည်သူလူထုကကိုယ်ကံကြမ္မာကိုဖန်တီးခွင့်ရှိရမယ်သူတို့မကြိုက်ဘူးဒီအစိုးရကိုသူတို့မကြိုက်ဘူးနောက်အစိုးရတစ်ခုပြည်သူလူထုကတင်မယ်အဲ့ဒါကိုကမလုံနဲ့ဟဲ့ဆိုရှင်ကိုကဘယ်လိုဖြစ်သွားလဲဆိုတော့ပြည်သူလူထုကိုအထင်မကြီးရရောက်တယ်အဲ့တော့ဆိုလိုချင်တာကပြည်သူပေါ်မှာအထင်ကြီးမှုပေါ့နော်ပြည်သူပေါ်မှာလေးစားမှုပြည်သူလူထုကိုကြမ္မာကိုဖန်တီးခွင့်ပေးမှုတွေမှာကန့်လန့်ဖြစ်နေပါသေးတယ်သူတို့ထင်တာတော့ပြည်သူလူထုကညံရင်မပြည့်မိသေးဘူးပေါ့အဲ့အတွက်ကြောင့်မလို့တော့ပြည်သူလူထုကိုထိန်းချောင်းအောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီမိုကရေစီတော့အပြည့်အဝမပေးသေးပါဘူးနော်ဟုတ်ပါတယ်ပြည်သူလူထုမကြိုက်လို့ရှိရင်ပြည်သူလူထုအနေနဲ့ကသူတို့ရဲ့ကံကြမ္မာကိုသူတို့ဖန်တီးခွင့်ရတင်ပါတယ်နော်သူတို့ပြည်သူလူထုဖန်တီးလိုက်တဲ့အနာဂတ်တစ်ခုဟာကိုယ်စိတ်ကြိုက်ဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့တော့ပြည်သူကြိုက်လို့ဖန်တီးပြီးဟေ့ဆိုရှင်တော့နားလဲပေးတင်ပါတယ်နော်အဲ့ဟုတ်တို့ကနောက်တစ်ယောက်လဲပေးအောင် Rasik Allah မင်္ဂလာပါနော်မိုက်ဖွင့်တယ်လားတော်မြန်မာ Rasik လားမင်္ဂလာမင်္ဂလာပါကျွန်တော်ပြောချင်တာမြန်မာလေးမြန်မာပြည်အေဂျင့်ပါစေလို့မြန်မာပြည်အေဂျင့်ကျွန်တော်လည်းဘေးနေရာကိုနေစရာမလိုတော့တာလေခင်ဗျားတို့တရင်တွေကိုနေတိုင်းနှတ်တောင်းတာပြီးတော့ကျွန်တော်အေဂျင့်လာပဲကျွန်တော်မျိုးလင်းပါလေသူလက်ရှိချိန်နေမှာနော်ဆက်ပြောပါအောင်ပြောချင်သေးလားရပါတယ်ကိုကြီးမပြောတော့ဘူးလူတွေအများကြီးကောင်းပါပြီအဲ့တော့အခုလက်ရှိချိန်မှာပြည်သူလူထုကနိုင်ငံရေးဆိုတာကိုတခါမှဒီလောက်စိတ်ဝင်စားဘူးကျွန်တော်မြန်မာလူမျိုးတွေကဆန်အိုးထဲမှာဆန်ရှိနေတိတ်ဘာမှစိတ်ဝင်စားတော့နော်နာကိုဘဝလေးနဲ့ကိုအေးအေးချမ်းနေနိုင်မယ်ဆိုလို့ရှိရင်ရောက်ရက်တင်နေမှုနဲ့အမြဲတမ်းနေတဲ့သူတွေဒါပေမဲ့ဒီလောက်နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ပြည်သူတွေကအခုချိန်မှာနိုင်ငံရေးဆိုတဲလောက်တဲတည်မလားတိချက်ချောက်လိုက်နားထောင်လာတာခိုးနားထောင်တော့တမျိုးကိုဘက်ကတော့ဒီတခါမှပြည်သူလူထုဟာနိုင်ငံရေးစိတ်ဝင်စားဘူးအဲ့တော့ပြည်သူလူထုနိုင်ငံရေးစိတ်ဝင်စားနေတဲ့အချိန်မှာမှန်ကန်တဲ့နိုင်ငံရေးကိုကျွန်တော်ချပြဖို့လိုတယ်အဲ့တော့ပြည်သူလူထုစိတ်ဝင်စားခံရတဲ့သူတွေမှာတော့ဆယ်လီတွေပါတော့ဗျာနော်ကျွန်တော်အပါဝင်ခင်ဗျားတို့ဒီဒေါ်လာရေးဆယ်လီလည်းပါတယ်ဟလာနောက်တစ်ခုကစစ်တပ်အားပေးထောက်ခံတဲ့ဆယ်လီတွေရှိတယ်ကျွန်တော်လိုမျိုးနိုင်ငံရေးဆယ်လီတွေလည်းရှိတယ်ဒီဆယ်လီတွေရဲ့ပြောဆိုဟောပြောမှုတွေတအားအရေးကြီးပါတယ်သူတို့တွေကလည်းမှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းတစ်ခုကိုဒီမိုကရေစီဆိုတာပါလဲဟလာလောကပါလာတရားတွေဟလာနောက်တစ်ခုကဒါတွေအားလုံးကိုကျွန်တော်ဒီချိန်မှာရိုက်သွင်းရမယ့်အချိန်ဖြစ်တယ်ပြည်သူလူထုစိတ်ဝင်စားတဲ့အချိန်မှာရိုက်သွင်းအဲ့တော့ကျွန်တော်တို့ရိုက်သွင်းနေပါတယ်အဲ့တော့အောင်မြင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပြည်သူလူထုနိုင်ငံရေးဘာဝလာမယ်လို့လည်းမျှော်လင့်နေနော်အဲ့တော့စင်ပြေမှာပါအောင်မြင်မှာပါကျွန်တော်တို့ခြေနေအခက်ခဲကြက်တဲရနေပြီးတော့ဒါလမ်းစာကောင်းမှုအတွက်ကိုကျွန်တော်တို့ဒီတော့မြောက်ပေးလိုက်တဲ့ဒီမျိုးစာကောင်းရလို့သဘောထားပါနော်ဟုတ်လားကျေးဇူးပါနော်အဲ့တော့ရွှေပေါ်တော့တရားအလဲပေးပြရတယ်နော်ရွှေသစင်ခိုင်းနေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုမောင်ကြီးမင်္ဂလာ
စောစောတုန်းကပေါ့နော်ကိုမောင်စပြောတဲ့စကားလေးတွေအရင်ကမှသဘောကျလို့ပေါ့နော်အဲ့ဒါပြောစရာလေးရှိလို့တက်လာတာကိုမောင်ကဟိုပေါ့ကိုမောင်ကနိုင်ငံတော်အတွက်လုပ်နေတဲ့ခေါင်းဆောင်တွေဒီလမ်းမမှန်ရင်တဲ့ပေးရမယ်တဲ့ပေးရမှာကကျွန်တော်တို့ရဲ့တာဝန်ပဲပေါ့နော်ဒါကိုမောင်ပြောသွားတာရှိရပေါ့နော်ဟုတ်ပြီဒီကာကြိုကြီးဦးမင်းအောင်လဲဆိုလို့ရှိရင်ဒါလက်ရှိနိုင်ငံတော်အတွက်လုပ်နေတယ်နောက်တစ်ခါဒီအနောက်နိုင်ငံကိုရောက်ရှိပြီးတော့ထွက်ပြေးနေရတဲ့ NUG ဆိုလို့ရှိရင်ဒါနိုင်ငံတော်အတွက်ပြည်သူအတွက်ဆိုပြီးတော့ဒါကလုံနေတယ်ပေါ့နော်အစိုးရနှစ်ဖက်ဖြစ်နေတယ်ပေါ့အဲ့တော့အဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့ဒီ NUG ခိုင်းထားတဲ့အခုလက်ရှိမြေပြင်ကပြည်သူ့ကာကွယ်ရေးတပ်တို့ PDF တွေပေါ့နော်PDF ဒီပြည်သူ့ကာကွယ်ရေးတပ်တို့ PDF တွေဆိုလို့ရှိရင်21ကစပြီးတော့အခုချိန်ဒီအသက်မရှိတဲ့လမ်းတွေတရားတွေကိုချိုးဖောက်ခဲ့ကြတယ်ချိုးဖောက်ဖျက်ဆီးခဲ့ကြတယ်အခုချိန်ကြီးလည်းဖျက်ဆီးဖို့ကြံစီနေကြတယ်ပေါ့နော်အဲ့တော့ဒီခိုင်းစေတဲ့ခေါင်းဆောင်တွေကိုဒါလမ်းမလားလမ်းမမှန်လားဆိုတော့ကိုမောင်အနေနဲ့တဲ့ပြီးဖို့စိတ်ကူးရှိသေးလားနောက်တစ်ချက်ကကြတော့လက်နက်မရှိတဲ့ပြည်သူတွေအသက်မပြည့်သေးတဲ့ကလေးတက်ငယ်မဒိန်းနေပြုတ်ကျင့်သမျှမဒိန်းမှုတွေအချင်းချင်းတက်ဖြတ်ခဲ့သမျှဒီ PDF တွေကလုတ်ခဲ့သမျှအမှုတွေဒါတွေကိုကြတော့အခုချိန်ဒီဖြည့်ရှင်းခြင်းမရှိဘဲနဲ့ဥပဒေနဲ့သူတို့ဘက်ကဥပဒေပေါ့နော်ဘာဥပဒေနဲ့ဘာဖွဲ့စည်းပုံနဲ့ကင်တာလဲဆိုတော့ကျွန်မမသိဘူးပေါ့နော်ဒါတွေကိုလည်းဖြည့်ရှင်းပေးဖို့မရှိဘဲနဲ့အခုချိန်ဒီနေခဲ့တာဆိုတော့ဒါဆိုရင်ဒီကောင်းဆောင်တွေရောလမ်းမှန်တဲ့ပေးဖို့ကိုမောင်အနေနဲ့စိတ်ကူးမရှိတော့ဘူးလားနောက်တစ်ခါကျတော့ဒီကိုတူလေးနိုင်ငံယူသွားတဲ့အတူတူတော်လန်ကြီးကိုတိုက်ပါမယ်ဆိုပြီးကိုတူလေးနိုင်ငံယူသွားတဲ့အခုဒီပေါ့နော်ဒီကရင်ကိုတော့မတိုက်ဘဲနဲ့ဒီဗမာတက်ဘိုးနဂါကြတော့အချင်းချင်းရန်ရှာပြီးတော့သွားတိုက်တဲ့ပေါ့တစ်ဖက်ပိတ်သွားတဲ့ NUG ကိုတော့ဗာပြောချင်လဲပေါ့လမ်းတက်ပေးဖို့ဒီစိတ်ကူးမရှိတော့ဘူးလားပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ကောင်းတယ်မေကောင်းတယ်ပါတိတ်ကောင်းတယ်ဟုတ်တယ်ဒါပြောတင်ပြောထိုက်တာပေါ့နော်မိမိကကိုနားထောင်နေတဲ့သူတရားပဲဥပမာပြကိုမောင်အခုပြောနေတဲ့စကားလေးနှစ်သက်တယ်လို့ပဲဒါပေမဲ့ဝေဖန်မှုအကြံပေးမှုတွေရှိရမယ်ဒါသိကောင်းတော့နော်အဲ့တော့ NUG PDF တရားချုပ်ခဲ့တဲ့ချိန်ကနော်အရှိဆုံးကနေပြီးတော့ဩခဲ့တာနော်ကျွန်တော်ပါပဲနော်တော်တော်အစဲခံပြီးတော့ပြောခဲ့တာပါနောက်တစ်ခုကဒလန်ရှင်းလင်းဆိုပြီးတော့ဆောင်ရွက်တဲ့ခါမှာလည်းရှေ့ဆုံးကနေပြီးပြောခဲ့တာပါပဲနော်NUG ရဲ့လုပ်သမျှအားလုံးကိုပြောဆိုသမျှအရာအားလုံးကိုရှေ့ဆုံးကနေပြီးတော့ဝေဖန်ပြောဆိုခဲ့တာလေကိုမောင်ဆိုလို့ရှိရင်အားကြောင့်မလဲကိုမောင်ရေဆိုပြီးလူသိများလာပုံများပါတယ်နော်အဲ့တော့မပြောဘူးလို့ဆိုပြောတာပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာကျတော့ကျွန်တော်တို့နားထောင်ခြင်းမနားထောင်လိုက်မယ်ဒါပေမဲ့ကိုဒီချာပြောတဲ့ချိန်မှာတော့ဒါစာအုပ်တော့အုပ်ကိုက15ပေါ့စာမျက်နှာ15မှာစာဖတ်ပြီမယ်စာမျက်နှာ30ဦးမှာကိုမောင်ဘာပြောခဲ့ဆိုတာဒီတစ်ရှောင်းလုံးစောင့်ကြည့်နေတဲ့သူတွေကောင်းကောင်းသိပါတယ်နော်အဲ့တော့အမြဲတမ်းပြောပါတယ်ဒါပေမဲ့အဲ့ကြောင့်မို့လို့ဒီပေါ့ဒီလက်ကင်ဒေါ်လာကြီးကိုတစ်ချိန်လုံးစောင့်ကြည့်ပြီးဝေဖန်တဲ့အတွက်ကြောင့်မို့လို့ဥပမာဖြစ်ဒီသူတို့ဘက်ကအထင်ကြီးရနာမည်ကြီးတယောက်ပါပဲကိုစီတို့အောင်တဲ့စကားပြောချိန်မှာပါပဲဘယ်လောက်ထိပြောလဲဆိုရှင်သူတို့လည်းပြောတဲ့ချိန်မှာလည်းပြောခဲ့ပါတယ်ခမောက်ဒေါ်လာကြီးဟိုတုန်းကတည်းကစားရင်ပို့ပြီးတော့စီကန်းရှိလာတယ်ထိုင်းနိုင်ငံလိုနေရာမျိုးမှာအမြင်မတူတဲ့သူတွေအားလုံးအတွက်အခက်အခဲဖြစ်နေတဲ့အချိန်မှာသူတို့ကိုဝေဖန်ခဲ့တယ်လို့သူတို့ထိုင်းနိုင်ငံလိုနေရာမျိုးမှာအခုစီစီလုံးလုံးနဲ့သူတို့ဒေါ်လာကြီးကိုသူတို့လုံနေတဲ့အချိန်မှာလည်းချီးမွမ်းရမှာပဲလေနော်အဲ့တော့ခမောက်ဒေါ်လာကြီးအရင်ကထက်ပို့ပြီးစီကန်းရှိလာတဲ့အတွက်ကြောင့်မို့လို့ချီးမွမ်းတယ်အဲ့တော့ချိန်ကြည့်လိုက်ပါအခုလက်ရှိ NUG PDF ဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်တွေနဲ့ဟိုးရင်က NUG PDF နဲ့မတူဘူးအဲ့ကြောင့်စကားပြောနေရမှာစောနာစကားလေးမှပါပါတယ်တော်လိုင်းကြီးကစီကန်းပို့ရှိဖို့လိုလာပြီအရင်ကလိုမျိုးငါမကြိုက်တဲ့သူစင်ကြီးဝမ်းလောင်းလို့ရှိရင်ကောင်းမကောင်းလောင်းညာဟဆိုတဲ့စော်အောမှုရှိခဲ့တဲ့အတွက်ကြောင့်မလို့အားလုံးကလက်နက်တွေကင်ကြတာအိမ်ရောင်းပြီးသားနဲ့ဝယ်တဲ့သူလည်းရှိတယ်ဒါပေမဲ့အဲ့ဒီတော်လိုင်းကြီးလက်နက်ကင်တော်လိုင်းကြီးကတဖြည်းဖြည်းနဲ့ဒီလိုစီကန်းတွေတဖြည်းဖြည်းပါလာပြီးတော့နော်စီကန်းကောင်းမှုတရားဥပဒေစိုးမိုးမှုအခြေခံတဲ့ NUG ရဲ့ဆောင်ရွက်မှုတွေအားလုံးကဟိုရင်ရတဲ့ဆိုလို့ရှိရင်အများကြီးစီကန်းရှိလာတာကိုတွေ့ရတဲ့ကြောင့်မလို့ခုတော့နှိုင်းရှင်ပြောရမယ်ဆိုဟိုတုန်းကတော့မတရားပြောခဲ့တယ်အခုချိန်မှာသူတို့ဘက်ကတိုးတက်လာတယ်တာဝါတိုင်းချိုးတာဆိုလို့ရှိရင်အခုချိန်ချိုးတာမတွေ့တော့ပါဘူးနော်ဒလန်ရှင်းလင်းဆိုတော့အခုချိန်မှာအရင်ကဆိုလို့ရှိရင်ပျောက်ခနဲ့ဖြစ်နေကြအခုဆိုရှင်တော်တော်ပါသွားတာကိုတွေ့ရတယ်နော်အရင်ကဖြစ်နေတဲ့ဟာတဲ့ဆိုလို့ရှိရင်အမှုပေါင်းဟာအများကြီးရော့ပါသွားတာကိုတွေ့ရတယ်အဲ့တော့မအော်ဘူးလားဆိုတော့ဒါအော်လို့ပေါ့ဒါတွေတည်တာပေါ့နော်နံပါတ်1ချက်ဒါတွေကတည်ထားဖို့လိုတယ်အဲ့တော့ NUG အနေနဲ့အခုလက်ရှိလုပ်နေတဲ့အတိုင်းဒါတွေမှာလည်းသူတို့ဆောင်ရွက်မှုတွေမှာအရင်ကတည်းကအများကြီးတိုးတက်လာဘာကြောင့်တည်လဲအရင်ကပြောခဲ့လို့ပေါ့ဟုတ်တယ်မလားအခုလည်းပြောနေသေးပါပဲရှေ့လျှောက်လည်းတဲ့ပြီးသွားအောင်မှာဖြစ်ပါတယ်ဒါပေမဲ့အခုလက်ရှိအခြေအနေမှာမြန်မာနိုင်ငံရေးမှာတော့ပြောမယ်ဆိုလို့ရှိရင်အကုန်လုံးပြောရမှာဒါပေမဲ့တော့ပြည်သူတွေအတွက်တကယ်အရေးကြီးတဲ့ကိစ္စတွေအရင်ဆုံးဦးစားပေးဆိုတာရှိတာပေါ့နော်အရင်ကကျွန်တော်တော်လန်ရေးကိုဦးစားပေးပြီးတော့ဝေဖန်ခဲ့တယ်ဟိုတော်လန်ရေးကလည်းသူ့လမ်းကြောင်းနဲ့သူသွားနေတာလေးတွေစီကန်းလေးတွေရင်သက်ဆိုင်ရင်
ပို့ပြီးတော့စီကန်းရှိဖို့လိုနေသေးတယ်နော်သူတို့ငါတမင်းဥမာဖြစ်ငကားနဲ့NUG ကိစ္စဆိုလို့ရှိရင်ဒါ NUG ဘက်ကရက်တည်တယ်ဘာကြောင့်လဲဆိုတော့ NUG ရဲ့မူပေါင်းတွေကြည့်ပြီးရက်တည်ရနော်ဒါအားပေးတာမဟုတ်ဘူးနော်ရွေးချယ်တာရွေးချယ်ခါမှာတော့ငကားတဲ့စားလို့ရှိရင်တော့ NUG ကစီမင်းစီကန်းမူပေါင်းရှိတယ်အဲ့တော့ကျွန်တော်တို့ကအကြိုက်သည်ရှိမကြိုက်သည်ရှိတော်လန်ရေးမှာတော့ NUG ကိုရွေးချယ်မှာကရင်ပြည်နယ်မှာဆို KNU ကိုရွေးချယ်မှာဖြစ်တယ်ရွေးချယ်စရာပြောတာနော်ကြိုက်လို့ကြိုက်ချင်းမဟုတ်ဘူးရွေးချယ်တာကြိုက်တာမတူဘူးအဲ့တော့ဆက်လက်ပြီးတော့ဝေဖန်ပြောဆိုနေဦးမှာဖြစ်ပါတယ်လို့ပြောချင်တယ်နော်အဲ့တော့တကယ်တမ်းအခုမြန်မာနိုင်ငံအတွက်အရေးကြီးနေတာအခုဦးမင်းအောင်လိုင်းရဲ့ဆောင်ရွက်ချက်တွေနော်တကယ်တမ်းဒါတွေအားလုံးကိုကျွေးတလဲကြက်တစ်ခုံပေါ့နော်ဒါမျိုးပြောင်းလဲပေးနိုင်မှာမှာသူအဲ့တော့တကယ်အရေးကြီးတဲ့ဖင်းကိုကျွန်တော်မဖြုတ်ဘဲနဲ့ဟိုမှာဟိုကိစ္စလေးဒီကိစ္စတေးသေးလေးတွေကျွန်တော်တို့အကုန်လုံးခေါင်းထဲထည့်လို့တော့မရဘူးကျွန်တော်အချိန်တနာရီတွင်းမှာတနာရီလောက်ပဲကျွန်တော်ပြောတာပါအဲ့တနာရီတွင်းမှာအရေးကြီးတဲ့အပြောင်းလဲတစ်ခုကိုလုံနိုင်မဲ့အရာတစ်ခုပဲကျွန်တော်တို့အဓိကကြည့်တဲ့အခါဒါတွေအားလုံးရဲ့အပြောင်းလဲဟာဥမင်းအွန်လိုင်းဆိုတဲ့ကျမအုပ်ခေါင်းကြီးတွေပဲကျွန်တော်ကပြောချင်တယ်နော်သူ့ပုံမှာအများကြီးမူတည်တဲ့အတွက်ကြောင့်သူ့ကိုဝေဖန်မှုများများလုပ်နိုင်ပါသာလေသူကအလှည့်ပြောင်းလုပ်နိုင်မှာဖြစ်တယ်နော်အဲ့တော့တကယ်တမ်းနိုင်ငံဒီပြဿနာကြီးတစ်ခုလုံးရဲ့ပေမခေါင်းခံတဲ့ဖြစ်တဲ့အားလုံးကိုဖန်ဆင်းခဲ့သူတဲ့ဖြစ်တဲ့သူကိုမဝေဖန်မင်းနဲ့ဟုတ်လားသူ့ရဲ့အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာတဲ့အရာတွေအားလုံးကိုကျွန်တော်ဝေဖန်ခဲ့ပြီးသွားပြီဒါပေမဲ့လည်းသူ့ကိုဝေဖန်ဖို့အခုချိန်မှာတာဝန်ယူထားပါတယ်လို့ပြောချင်တယ်နော်အဲ့တော့သူတဲ့လာရင်ကျွန်တော်နိုင်ငံတဲ့သွားမယ်လို့ကျွန်တော်မျှော်လင့်တယ်ကဲဟုတ်ပြီနောက်တစ်ယောက်ကချစ်လွန်နိုင်မင်္ဂလာပါ lại chạy lên nè မင်္ဂလာပါချစ်လွန်နိုင်ပြောလို့ရပါပြီနော်ပြောပါဦး ra rồi nè một câu alo cô bảo မင်္ဂလာပါ alo mang là မင်္ဂလာပါ ta lý do bảo မင်္ဂလာပါကိုမင်္ဂလာပါတာရီဆောပါကို ကျွန်တော်တို့ကတော့ရခိုင်လူမျိုးဖြစ်တယ်ရခိုင်ပြည်နေမှာစိတ်ပြီးရှောင်တော့ဆိုရင်ဘာလို့ဘုံကြီးနေတာလဲပြည်သူလူတို့တွေကိုအဲ့ဒါကြိုင်ကိုတိတ်တာမဟုတ်ဘဲနဲ့ကြောက်ဖြူတို့စိတ်ပြီးရှောင်တွေဆိုရင်အကောင်လုံးလက်နက်ကိုင်ရှိတယ်တောင်းရတယ်လေရှင်းရုံသေးခံနေဘာလို့ဘုံတွေလိုက်ကြည့်တာလဲအဲ့ဒါကြတော့ ဒီအခုလက်နက်ကိုင်တွေperformance ဆိုဒီနယ်မြေတွေမှာပေါ့နော်ဟိုတက်မတော်ရဲ့ဒီကြောင်းဒီကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ပြောဆိုဝေဖန်တယ်မေးမြန်းတယ်လို့ထင်ပါတယ်နော်ဟုတ်ပါတယ်ဟုတ်ကဲ့ဒါနဲ့ပတ်သက်လာလို့ရှိရင်စီရေးအမြင်နဲ့ပြောခြင်းနဲ့နိုင်ငံရေးအမြင်နဲ့ပြောခြင်းဆိုတာရှိတာပေါ့နော်စီရေးအမြင်နဲ့ပြောရမယ်ဟေ့ဆိုလို့ရှိရင်တော့ဒါဟာအကြောင်းကျိုးရဖြစ်လာတော့မတရားမှုဆိုတာတော့မှန်တယ်သို့တော်ညာလည်းပဲစီရတဲ့ဘောတရားမှာဒီနေရာကစေပေးဆောင်ရှိပါတယ်လို့เนาะဟိုအေးရှိပါတယ်လို့ဆိုတာတိကျသေချာတော့တရင်ချက်လက်ကကျွန်တော်မှလည်းမရှိဘူးမရှိတဲ့အတွက်ကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်တစ်ဖက်ဘယ်ဘက်တရင်ပေးအဲ့တရင်ကိုကျွန်တော်ယုံရတာဖြစ်တယ်လေเนาะအဲ့အတွက်ကြောင့်မလို့ဒါကစီရေးအမြင်ပါเนาะဒါပေမဲ့နိုင်ငံရေးအမြင်နဲ့ကျွန်တော်တို့ကြည့်မယ်ဟိဆိုလို့ရှိရင်ဒါဟာကျွန်တော်လုံးဝရှုံချရမှာဖြစ်တယ်เนาะဘယ်လိုလဲဒီပေါ့လိုလားတာလိုအပ်တာတဲ့ပို့ပြီးတော့ဗောနော်အခုလိုမျိုးလက်နက်ကင်စုဖွဲ့တစ်ခုလေရင်မရှိတဲ့လေရင်ဖွဲ့စည်းကိုလေရင်မရှိတဲ့အဖွဲ့အစည်းဗောနော်အဲ့လိုပေါ့အဲ့လိုအဖွဲ့အစည်းမျိုးကိုဒါမျိုးလေရင်နဲ့မှန်းပြီးတော့ပုံကျဲနေခြင်းဟာလုံးဝရှုံချရမယ့်ကိစ္စဖြစ်တယ်နော်အဲ့ဒါနိုင်ငံရေးအမြင်ပေါ့နိုင်ငံရေးအမြင်နဲ့ကျွန်တော်လုံးဝရှုံချပါတယ်စီရေးအမြင်မှာတော့နားလည်အောင်ပြောရမယ်ဆိုပါလဲဆိုရင်အဲ့ဒီမှာအေးလည်းရှိနိုင်တယ်လို့စီပေးရှောင်းလည်းဖြစ်နိုင်တယ်အဲ့ဒီအောင်ကျွန်တော်လည်းရောက်တာမဟုတ်ဘူးလေနော်အဲ့ဒီအတွက်ကြောင့်မလို့တော့ပြောတော့တော်ခက်နော်နှစ်ဖက်စလုံးကြည့်ရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကိုမင်္ဂလာကိုမင်္ဂလာပါကိုမင်္ဂလာပါဆောင်းကအကိုပြောတာကြောက်ဖြူကိုဘာလို့စစ်သိမ့်ပါလိမ့်မယ်ဆိုတာဒါပေမဲ့ကျွန်တော်ပြောရှင်ကတော့မင်းအောင်လည်းအပေါ်မှာလည်းတဲရမယ်လေသူမှလည်းအန်ဒီရဲပဲလေသူမှလည်းဘာလို့ဆိုကအန်ဒီရဲဆိုတာဒီထက်အန်ဒီရဲဒါရှိတော့ဘူးလေမတဲရမယ်သူမှမဖြစ်တိုင်ရင်သူဘယ်လိုပဲတေးရဘယ်လိုပဲရှင်ရသူမှတဲရမယ်သူမှအောင်ပြဆုံးပဲတေးရသူသားသမီးနဲ့သူဟာနဲ့သူတော့အကုန်လုံးတဲရမယ်ပေါ့ကိုဒါပြီးတော့ပြီကျွန်တော်တော့စကားအတူရှိပဲပြောတော့မယ်ဒီ line ပေါ်မှာလည်းကျင်ညာနေပြီဘုံနဂါအကြောင်းနေနဲ့ဒါပေမဲ့ဘုံနဂါဘယ်လိုဝင်တယ်လဲဘုံနဂါဘယ်လိုဝင်တယ်လဲစစ်ဘယ်လိုအလင်းဝင်တယ်လဲကိုလည်းဘာလည်းမသိဘူးနဲ့ညာလည်းမသိဘူးနဲ့ line ပေါ်မှာပလူပြန်နေရော
သူလည်းအိမ်နေတီဟိုသူလည်း PDF ခေါင်းဆောင်တယောက်အနေထားနဲ့တော့အဲ့လိုမျိုးတော့ဝင်ဖို့တော့မတင်းတော့ဘူးဆိုတော့သူတော့သိပါတယ်ကျွန်တော်ပြောရှင်တာတော့မတင်းတော့ပါဘူးဆိုတော့သူကသူတော့သိမယ်ဆိုတော့သူနောက်ကြောင်းနောက်ကဘယ်လိုလာမယ်ဆိုတော့သူကြည့်ထားခဏလေးကြည့်ထားအဲ့ကိုအရာလူတွေကမသိတာဟာအရာလူတွေကမသိတာဆိုတာကတော့ကိုကတော့ပလူပြနေပြီဟာဘုံနကမကောင်းလေဘာလေညာလေဘုံနကစစ်တိုက်နိုင်ရင်ဘုံနကကောင်းတယ်ကိုစီကတော့ပြောတယ်ကိုကျွန်တော်ပြောမယ်စင်းရဲတန်ကိုခံနိုင်တယ်တဲ့ကိုစီပြောလာပြီနော်ကျွန်တော်ဘယ်တော့မှတော့ကျွန်တော်မပြောဘူးစင်းရဲတန်ကိုခံနိုင်တယ်ရှမ်းတန်ကိုမခံနိုင်ဘူးဒါပေမဲ့သူပြောချင်တာကဘယ်လိုပြောချင်တယ်ဆိုတော့နိုင်ငံဒီထောက်ဖို့တွေဘုံနကကိုထောက်ဖို့များလာတဲ့ခါပတ်စံရှမ်းလာတယ်ပေါ့သူအဲ့လိုမျိုးပြောစင်တော့ပေါ့ပြောရှင်တယ်ဆိုတာတော့ဘုံနကရှမ်းလာတော့တယ်အလင်းဝင်သွားတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်ဘောမလည်းမဟုတ်ဘူးနော်ကျွန်တော်ပီတဲလည်းမဟုတ်ဘူးဒါပွင့်လင်းပြောတာ ကောင်းပါပြီနော် ကျွန်တော်ကတော့နားမှမကြားနိုင်ရင်ကျွန်တော်ကပြောရှင်တာ ကောင်းပါပြီကျေးဇူးများတင်ပါနော်ရှင်းပြပေးတာနော်ဟုတ်ပြီနော် အေးအဲ့လိုမျိုး ကိုတုတောက်အလဲပေးပြရစေနော်ကျေးဇူးများတင်ပါကိုတုတောက်နည်းနည်းစုနေပုံရနော်သူဘက်ချန်ကဟုတ်ပြီကိုတု ဟုတ်လားအလောโอเคမင်္ဂလာကမော်ကြီးကဲနိုင်ငံရေးတည်နေလှုပ်လှုပ်ခက်ခက်တွေနဲ့ဘုံနကဘာဖြစ်တယ်ပန်ဒီဘာဖြစ်တယ်နဲ့ကျွန်တော်ပြောချင်တာတော့ဗျာငါလာဖလာသူကရေခမ်းလာရင်တိလာလိမ့်မယ်အချိန်ကြလို့ရှိရင်သူကငါလာဖလာကွဲလာလိမ့်မယ်ဘာမှကိုယ်တွေဝေဖန်ရမလို့ကြည့်နေရမလို့ကိုလို့နေဖို့လိုတယ်ဟိုထောက်ဖို့လုံးမယ်ဆိုရင်ထောက်ဖို့လုံးမယ်ဟာလာ online ဟာနေပြီးတော့ဒေါ်လာနေမယ်ဆိုရင်ဒေါ်လာနေမယ်ကိုကြိုက်တာကိုလုံနေမယ်လေဘာဒီဝေဖန်နေရလို့လေသူကသူအချိန်ကြရင်သူကဘုံပြက်လာလိမ့်မယ်အဲဒီတစ်ခုရှိတာပေါ့ဘုံနကကူလောက်ရတဲ့ကိစ္စပြောရရင်တော့သူကလုံခြုံမှုကိုရှာသွားတယ်ဆိုရင် तू မလွတ်လပ်တော့ဘူးအဲ့တော့တရားသွားပြီလုံခြုံမှုကိုရှာတဲ့လူကဘယ်တော့ခါမှမလွတ်လပ်ဘူးအဲ့တခုတော့ပြောချင်တယ်အဲ့ဒါပဲသူကအကြံပေးချင်တာတော့အဲ့ဒါလေးပဲအေးခင်ဗျားတို့လည်းလုံခြုံမှုရှာကြည့်ဘယ်တော့မှမလွတ်လပ်စေရအောင်မှတ်ထား အဲ့တော့ အကိုအဲ့လိုဆိုရင်အကိုကဘောမလားအဲ့လိုမျိုးဘောမစကားပဲ ကျုပ်ဘုံမှာစကားလာပြောနေကျုပ်ကစီဒန်ဗျခင်ဗျာသေတဲ့အထိစီဒန်ခင်ဗျာသဘောပေါက်တာဘူးကအဲ့လုံခြုံမှုရှာတဲ့ကောင်တွေကိုပြောတာလုံခြုံမှုရှာတဲ့လူတွေမှန်သမျှအကုန်လုံးမလွတ်လပ် ဘုံ ဘူး န လို့ က ပြောတာ လည်းသူ့ရဲ့ရွေးချယ်မှုပေါ့နော်အဲ့တော့ CDM ရဲ့ရွေးချယ်မှု CDM တွေကဘာပြောလဲဆိုတော့ကျမတို့ရဲ့ရွေးချယ်မှုကျွန်တော်တို့ရဲ့ရွေးချယ်မှုလေးစားပေးပါဆိုဇော်မင်းထောပေါ့နောက်မြန်မာနိုင်ငံဘောလုံးသင်းရဲ့ဒါဘ ਹੁ ခံစစ်မှုပေါ့နော်ဇော်မင်းထောကဘာပြောလဲဆိုတော့လက်သုံးချောင်းထောင်ပြီးပြောသွားတယ်ကျွန်တော်ရဲ့ရည်တည်ချက်ကိုလေးစားပေးပါအဲ့တော့ CDM ရဲ့အနေနဲ့မိမိရဲ့ရည်တည်ချက်ကိုသူများလေးစားခြင်းနဲ့ဆိုရှင်သူများရဲ့ရည်တည်ချက်ကိုတော့ဟိုကလေးစားအဲ့တော့ဘုံနကားကသူ့ရည်တည်ချက်ပေါ့နော်သူ့ဘဝရဟုတ်တယ်သွားတယ်အဲ့အတွက်ကြောင့်မလို့သူ့ရဲ့ရည်တည်ချက်ကိုယ့်ရည်တည်ချက်ကိုတန်ဖိုးထားတယ်ဆိုရင်သူ့ရည်တည်ချက်ကလည်းကိုယ့်ရည်တည်ချက်လေးပဲတန်ဖိုးရှိတယ်ပေါ့ထားပြီနော်အဲ့အတွက်ကြောင့်မလို့တော့စနာကိုသူတာပြောမှန်ပါတယ်နော်သူ့လို့ကိုလို့ဟုတ်ပါဘူး ကောင်းပါအဲ့တော့တို့ကကယ်လီမီနော်ကယ်လီမီလားမင်္ဂလာပါမိုက်ဖွင့်ပေးရမလားကောက်ကိုဖွင့်ပါ အော်ကိုပေါ့ကျွန်တော်ပြောလိုက်တာမသိ ပြောပြရတယ်ပြော ကျွန်တော်ကတော့ဘုံနကားတော့ကျွန်တော်သူများလိုတော့ဒီကောင်ဘောမဟိုနေရတော့ကျွန်တော်မသုံးတတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူကိုနိုင်ကောင်ကဒီမြေပြင်မှာဗျာတနက်ကင်ပြီးတော့တိုက်လာတဲ့လူတယောက်ပေါ့နော်ဒီအစပိုင်းမှာအခုပိုင်းမှာသူကသူ့အတွေးခေါ်ကျွန်တော်သူ့နေရာနေဝင်ကြည့်တာပေါ့ဗျာကြားကြောက်လို့ရှင်ကြီးကြားတဲ့ဆိုအချိန်နေသူဖြစ်နေတယ်အဲ့လိုအချိန်နေသူဖြစ်နေလဲဆိုတော့သူ့ရဲ့ဒီဗမာတက်မတော်ကကောင်တွေကလည်းကြားနေတယ်အင်ယူကြီးကလည်းသူ့ကိုအမှုတ်ကျိတ်မဲ့သဘောမှရှိတယ်သူကတော့တွေးမှာပဲရှေ့မှာဗုဒ္ဓမဏိသူတို့လိုပဲလိုကေပီရဲတွေပါတယ်သူတို့
ရောင်း20ကျော်တတ်ထားတာအခုလည်းအဲ့ပြဿနာတွေမရှင်းရသေးဘူးအဲ့တော့ဘုံနဂါသူနဲ့အင်ယူဂျီနဲ့ကလည်းအမြဲတမ်းညှိနေတာဒီကအင်ယူဂျီကနဂါကိုအမှုတ်ကျိတ်ဖို့လာတာဖြစ်တဲ့အတွက် तू ကတော့သူ့အသက်ရှည်အတွက် तू ကတော့သူ့လွတ်ရဘယ်လိုပြောမလဲ तू ရွေးချယ်သွားတာပေါ့နော်နောက်တစ်ခုကဒီကိုရှယ်လေးတင်လာတာကိုရှယ်လေးကဘယ်လိုတင်လာလဲဆိုတော့ဒီအင်ယူဂျီနဲ့ဒီတရုတ်နဲ့ဆွေးနွေးထားတယ်ဒီကျွန်တော်တို့ဒီကျင်းနီတောင်ကိစ္စတွေပေါ့နော်ကျင်းနီတွေပါတယ်အဲ့ဒီခုနဲ့လောင်းတော်ကသက်ဖားဘက်မှာသူတို့အမှတူးဖို့ရှိတယ်ဆိုတော့ကျွန်တော်ကြည့်တာဒီမှာလက်နက်ကင်တဲ့လူတွေကကိုကျိုးရှာနေတာလားတကယ်တိုင်းမျိုးချစ်လို့လုပ်နေတာလားကျွန်တော်အဲ့ဒါတခုမျိုးထုတ်တယ် သိကောင်း နော နော် က်တစ်ခုကဟိုစဉ်းစားကြည့်ဟိုတကယ်တိုင်းမျိုးချစ်တဲ့လူဆိုလို့ရှိရင်ကိုယ့်ရဲ့အတ္တကိုဘယ်တော့မှမကြည့်ဘူးဘာလို့လဲဆိုတော့တိုင်းမျိုးကောင်းမဲ့လူတယောက်တွေ့လို့ရှိရင်အဲ့လူကဒူးထောက်ဖို့လည်းဝင်မလေးဘူးဒီလူတွေအထိမနာဘူး အခုပြောတာ အဲ့လိုမျိုးပဲ ရေစာကောင်းတာပဲ ခဏနော်ကျွန်တော်ပြောပြမယ်ကျွန်တော်ကစကားတော့ခွန်ကျွန်တော်ဘယ်တော့မှဗရမ်းမတာမပြောတော့အဲ့တော့ကိုရှယ်လေးမှာတင်ထားတယ်အခုကိုရှယ်လေးမှာသွားကြည့်ဘာတင်ထားလဲဆိုတော့အခု EUG နဲ့ဒီတရုတ်နဲ့ဆွေးနွေးတဲ့အချိန်မှာအဲ့ဒီလောင်းတော်ကသဘာဘက်ကတင်းကြီးတူးဖို့အစီအစဉ်ရှိတယ်အဲ့တော့တရုတ်ကတောင်းဆိုတာဘာဆိုလဲဆိုတော့ဒီနယ်မြေတဝိုက်မှာလက်နက်ကင်မမြင်ချင်ဘူးပြီးရင်သူတို့အဲ့မှာတူးမယ်ရသမျှအကျိုးမြတ်ကို EUG နဲ့တရုတ်နဲ့ပေါင်းယူမယ်ဒါကိုအတိအကျသတင်းကရှိတယ်ကိုရှယ်လေးဆိုတာဒါအမေရိကန် CIA ကတစ်စိတ်တစ်ပိုင်းပဲသူကအားလုံးသိပါတယ်ဟိုကျွန်တော်တို့ဒါလေးပြောချင်ပါတယ် အေးပေါ့သတင်းစားသုံးမှုနဲ့ပတ်သက်လာလို့ရှိရင်သတိထားပါအဲ့တော့ဘယ်သူတူတယောက်ကိုမှဘယ်လိုလိုအပ်ထားတဲ့ပုံယူမယုံကြည်သင့်ဘူးနော်တချို့သတင်းဖွာတာတွေရှိတယ်တချို့သတင်းမဟုတ်မမှန်တာတွေရှိတယ်တချို့သတင်းနဲ့မှန်နေတတ်တာတွေရှိတယ်ဒါမဲ့တော့တန်ရလေးအမြဲထားပြီးတော့နားထောင်စေချင်ပါတယ်နော်အဲ့တော့NUG နဲ့ဒီတရုတ်နဲ့ညှိနှိုင်းနေဆိုတဲ့အချက်လက်တွေဟာအချက်လက်တွေမရှိတဲ့အတွက်ကြောင့်မို့လို့အချက်လက်တွေတိကျတဲ့ပေါ့နော်ဟိုသတင်း sources ကလာတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့လိုအပ်တာတဲ့ပုံပြီးမယုံကြည်သင့်ဘူးဒီပေါ်မှာအခြေခံပြီးတော့ဆွေးနွေးသုံးသပ်မှုတွေပုံနဂါဝေဖန်မှုတော်၎င်း NUG ဝေဖန်မှုတော်၎င်းလုပ်နေခြင်းဟာတရားမဝင်သလိုမိမိကိုယ်ကိုမိမိပြန်ပြီးတော့ညနေမှတ်ထားပါလဲဆိုတော့ဒီစကားတစ်ခုပြောငါတာဝန်ယူတာဝန်ခံမှုရှိရလားဆိုတာပေါ့နော်အားလေးသိထားရမယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီ NUG အနေနဲ့ပေါ့နော်အကယ်လောက်ခဲ့သည်ဆိုရင်တော့မှပဲကိုဂျိုးဆိုတာလည်းဆိုလို့ရှိရင်သိကောင်းတယ်မိကောင်းမြတ်နော်ဒီလက်နက်ကင်တွေဟာကိုဂျိုးတက်လုံနေတာလားသိကောင်းတယ်မိကောဝေဖန်တဲ့နဲ့ပြောရမယ်အဲ့တော့ထားပါတော့ KNU ဒီကော်တူလေးအေးစားတဲ့ဖြစ်ပေါ့ NUG ကိုဂျိုးတက်လုံနေကြလားနိုင်ငံကောင်းဖို့တက်လုံနေတာမေးရမယ်အထို့တူပဲတို့တွေအားလုံးအားပေးနေတော့ဒါဦးမင်းအောင်လိုင်းနဲ့ဒီတက်မတော်ခေါင်းဆောင်များလဲအခုလက်ရှိလုပ်နေတာခင်ဗျားတို့ကိုချိုးတက်လုပ်နေတာလားနိုင်ငံအတွက်လုပ်နေတာလားဆိုတာလဲတို့မေးဖို့မမေးဖို့လိုတယ်နော်အားလုံးကိုအမျှတူမေးသင့်ပါတယ်ကဲဟုတ်ပြီတို့ကရွှေသစင်ခိုင်ပြန်ပြောပါဦးနော်ပြောရအောင် ဒီခုနကတော့ကိုမောင်ပြောသွားတာပေါ့နော်နိုင်ငံကိုအကြီးကြီးအလုပ်တွေလုပ်နေတဲ့ဦးမင်းအောင်နိုင်ကိုပဲဒါကိုမောင်ကတဲ့ပြရမယ်ချပြရမယ်ပေါ့ကျန်တာတွေကအသေးမွှားလေးတွေကိစ္စမရှိဘူးဆိုတော့ကိုမောင်ကတော့ပေါ့နော်ဒါပညာတတ်လူတယောက်လည်းဟုတ်တယ်နိုင်ငံရေးလောကမှာလည်းဒါကျွမ်းကျင်တဲ့လူတယောက်လည်းဟုတ်တယ်ပေါ့နော်မှန်တယ်ပေါ့ဒါကျမအမြဲတမ်းလည်းနားထောင်ပြပါတယ်ဟိုဒါပေမဲ့ကိုမောင်ရဲ့မတိမ်မှုတွေမိန်းကလေးတွေကိုမတိမ်မှုတွေကျူးလွန်ထားတာတွေဒါတွေကြတော့အသေးမွှားကိစ္စလားကိုမောင်အနေနဲ့ပေါ့နော်ခုဒီ2020မှာတော့ကလည်းဒီကမ္ဘာလူခရိုင်လွှတ်တော်အမတ်ဒီဟိုတဲ့NLDလွှတ်တော်အမတ်မြင့်စောဦးပေါ့နော်ဒီပကဖခေါင်းဆောင်မဲခေါင်ပေါ့သူ့နာမည်အဲ့မှာဟိုပိုးယူဆန်ဆိုတဲ့ဆယ်တန်းကျောင်းသူလေးကိုစစ်တပ်လက်အောက်မှာကျောင်းတက်လို့ဆိုပြီးတော့မရင်းကျင်တာတွေနောက်တစ်ခါဒီကျောက်ဆယ် PDF တရင်24ရက်နေပြီးတော့ဒီမှာစီဒီအဝင်သွားတဲ့ဒီဟိုတဲ့ဗါမတ်ရီမုံကိုစူးတောင်ထဲမှာယောက်ျား9ယောက်နဲ့9ညတိထားတဲ့ကိစ္စတွေပေါ့နော်ပြီးလို့ရှိရင်တခါဒီမှာမုံရွာမှာဗိုက်ကြီးတဲ့လင်မယားကိုပစ္စည်းယူတာမဟုတ်ပဲနဲ့မိမပါဗိုက်ကြီးနဲ့8လ9လလေမိမပါရဲဆက်တက်ပြစ်တဲ့အမှုတွေပေါ့နော်နောက်ပြီးတော့ဒီ2025မှာဖြစ်သွားတာဒီကိုရင်း4လပိုင်းမှာဖြစ်သွားတာဒဇယ်မြို့နယ်ခရမ်းညံကြီးရွာမှာမိန်းကလေး2ယောက်ကို PDF ကနေပြီးတော့မိန်းကလေး1ယောက်ကို PDF 3ယောက်ကမရင်းကျင်တယ်အဲ့ဒီမိန်းကလေးကတော့အသက်မခံရဘူးခုထိရှိတယ်နောက်တော့က PDF တယောက်ထရနေပြီးအသက်35နှစ်ကလေးတယောက်မိန်းကလေးတယောက်ကိုမရင်းကျင်လို့ရဲဆက်တက်ပစ်လိုက်တယ်
အဲ့ဒီအမှုတွေပေါ့နော်ဒီကျူးလွန်ထားတဲ့မဒိမှုတွေကြတော့ကိုမောင်အနေနဲ့တိတိမွားမွားလာပေါ့နော်ဒါလေးကိုကျွန်မမေးချင်တာပါမေးချင်တာနောက်တစ်ချက်ကဒီ NUG အနေနဲ့ပေါ့ကိုမောင်အနေနဲ့ယုံကြည်မှုရှိလားစီရေးမှာရောနိုင်ငံရေးမှာရောအကောင့်ထဲပေါ်နေပြီခုနကကိုမောင်ပြောသလိုပေါ့အကောင့်ထဲပေါ်နေပြီအရေးချင်းရှိတဲ့ဖြစ်လာနိုင်တဲ့ရှေ့ဆက်ပြီးလောက်ပါဆိုတာတွေကကိုမောင်အများနဲ့အားပေးစကားတွေလည်းပြောတယ်တော်လန်ရေးဘက်အနေနဲ့ယုံကြည်မှုရှိလားပေါ့ဒါဟိုနေ့ကဖြစ်သွားတဲ့ကိစ္စမျိုးဆိုရင်ငကားတက်ဆိုရင်အများဆုံးရှိမှလူ100လောက်ပဲရှိမယ်ဒါပေမဲ့သွားပြီးတော့ဝိုင်းခိုင်းလိုက်တာကလက်နက်တွေနဲ့1000ကျော်လောက်ရှိတယ်ဒါပေမဲ့အဲ့ဒီငကားကိုသွားပြီးတော့လက်နက်ကင်ပြီးအကြမ်းဖက်ပြီးအချင်းချင်းအာဏာယူပြီးတော့ဝိုင်းခိုင်းလိုက်တာကအသေးလည်းမမိဘူးအရှင်လည်းမမိဘူးဟိုကငကားကနေပြီးတော့တက်ထဲရောက်သွားပြီးဂလုံးဖြစ်ရင်ဖြစ်သွားနိုင်တယ်ဟုတ်တယ်နော်ကောင်းကင်ကနေပြောပြတာပေါ့နော်ဒါပြောပြတာအဲ့ဒီလိုမျိုးပေါ့နော်ကိုမောင်နေနောက်တစ်ခါနိုင်ငံရေးမှာဆိုလို့ချင်း NUG ကအနောက်နိုင်ငံမှာပြေးပြီးတော့မြန်မာနိုင်ငံရေးကိုလှုပ်တာကသူများတခါရှေ့ရလုံးနေတာကနောက်ကနေစာထုတ်တဲ့အဆင့်လောက်ပဲဖြစ်နေတဲ့အနေနဲ့ကိုမောင်အနေနဲ့ပြောင်းလဲမှုကဘာတွေများပြောင်းလဲလာသလဲစီးရေးအနေနဲ့ရောနိုင်ငံရေးအနေနဲ့ရောပေါ့နော် NUG ကိုပြောပြပေးပါအောင် သိကောင်းပါတယ်ညီမရေနော်ခုလိုမျိုးတေချာကာကာနနာထောက်ပြတာကြည်ရလေနိုင်ငံရေးအဖြစ်တော်တော်လေးကိုနားထောင်သားသလိုတော်တော်လေးလည်းနားလည်ထားသူတယောက်ဖြစ်တယ်နော်မိကုန်းလေးတွေအတွက်လည်းကျေးဇူးတင်တယ်ပြီးတော့အတူတကွာပေါ့နော်ဒါမျိုးပူအောင်ပြီးဆွေးနွေးရအတွက်လည်းသဘောကျပါနဲ့တက်ပါတယ်နော်ကြိုးလည်းကြိုးဆိုပါတယ်အဲ့တော့ညီမအနေနဲ့အကိုကိုနော်အကိုရဲ့ light တွေကိုနားထောင်ဘူးတယ်ဆိုတော့အကို light ပေါင်းကအခုဆိုမရှိဘူးဆိုအနှိမ်ဆုံး200ကျော်ထပ်မှရှိမှာနော်light တွေနဲ့ပတ်သက်လာဘယ်လောက်ပါတော့မမှန်ပြီးတော့ဒါပေမဲ့တော့ NUG ကျူးတော့ငယ်ပါကာဖာကျူးကမရိမှုအဲ့ဒီဖြစ်ခဲ့တဲ့အားလုံးဟာအမြဲတမ်းပြောပါတယ်နော်မတရားမှုမှန်များဘယ်မတရားမှုအမှန်တရားအထက်မှာဘယ်သူမှမရှိဘူးဆိုတာကိုပြောတယ်ဒါပေမဲ့လည်းကိုဝေါ်ရဲ့ဒီ light ကလေးလောက်ကြည့်ပြီးတဲ့အခါမှာဝေဖန်မှုနော်မစောစေခြင်းမှုအဲ့ဒါနဲ့ပတ်သက်ပြီးမရိမှုအဲ့ဒီဆွမ်းနာဖြစ်ရတဲ့ကိစ္စတွေအကုန်လုံးနေမကပါဘူးဒီထက်ဆိုးပါသေးတယ်နော်ဒီတက်ငယ်မရိကနေစပြီးတော့ဘယ်ဖွဲ့စည်းကဘယ်လိုမျိုးဆိုတာဒီထောက်ပြပြီးပြောခဲ့ပါတယ်ကိုမောင်တစ်ဖက်ပိန်မဟုတ်ပါဘူးเนาะအဲ့တော့ energy နဲ့ပတ်သက်ပြီးတော့ဒါတွေဝေဖန်ပြီးသားဖြစ်ပါတယ်ဒါပေမဲ့တော့ဒီ light တစ်ခုထဲမှာတော့ light တိုင်းမှာတော့ဒါကြီးပဲထိုင်ပြီးတော့ကျွန်တော်တို့ပြောလို့တော့မရဘူးပေါ့เนาะတခြားဖြစ်ရဲ့အကြောင်းအရာတွေရှိသေးတယ်ဥမင်း online နဲ့ပတ်သက်ပြီးတော့ပြောတာတွေလည်းရှိသလိုဥမင်း online နဲ့ပတ်သက်ပြီးပြောရင်တော့ပဲအတိုင်းအတာတစ်ခုကြီးပြောသလိုကျန်တဲ့ကိစ္စတွေလည်းအများကြီးပြောပါတယ်เนาะဒါပေမဲ့တော့ညီမအနေနဲ့တော့နားမထောင်ဘူးလားလည်းဖြစ်နိုင်တယ်เนาะဆက်လက်ပြီးတော့ကိုမောင်နဲ့ပတ်သက်ပြီးတည်တည်ချာကိုသူတည်တနာလုပ်ကြည့်ပါဦးเนาะဒါနံပါတ်1ချက်ပေါ့နံပါတ်2ချက်အနေနဲ့ NUG ကိုစနာပြောတာညီမတခြားနားမလဲတာဖြစ်ပါလိမ့်မယ်ရွေးချယ်မှုနဲ့နှစ်သက်ခြင်းဆိုတာရွေးချယ်မှုဥပမာပြမြန်မာနိုင်ငံမှာတနိုင်ငံလုံးနဲ့ရှင်လိုက်တက်မလို့ရွေးချယ်ရမယ်။ဘာကြောင့်လဲဒါချစ်လို့ကြိုက်လို့ရွေးချယ်တာမဟုတ်ဘူးနော်။ဘာကြောင့်ရွေးချယ်ရလဲ။သူတို့ရဲ့စီမင်းစည်းကမ်းဥပဒေအားလုံးကိုချိန်ကြည့်ရတယ်။လုံပုံလုံနီးအဲ့လိုရွေးခြင်းအဖြစ်တက်မလို့ကအရာလုံးစုံပြေကောင်းနေသလား။တက်မလို့မှာလဲမနက်ခေါ်သွားညပြောက်တာတွေနော်ချို့အပြောက်ရိုက်တာတွေဒါတွေအကုန်လုံးကိုသိတာပဲနော်သိနေတာပဲချို့ဆန္ဒပြောတယ်မနေမှုဆိုတာဆွဆွဲတာတွေအများကြီးရှိတာပဲကြမ်းမလို့ပါလေနော်အဲ့တော့ NUG မှာလည်းဒါလူဖြစ်သည့်လျောက်လူတွေဖြစ်တတ်သောအဖြစ်မှုဟာဖွဲ့စည်းတိုင်းမှာဖြစ်ပါတယ်ဆိုတာကိုကိုတို့ဒါတစ်ဖက်ပိတ်လို့မရအောင်နော်လူဖြစ်သည့်လျောက်လူတွေမှာဖြစ်လေဖြစ်တာရှိတဲ့အရာတစ်ခုဟာအရာတိုင်းဟာနေရာတိုင်းမှာဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တက်မတော်မှာဖြစ်တဲ့အရာတွေအားလုံးကိုလည်းမရိမှုကနေစပြီးတော့အသေးဖွဲပေါ်သလိုနော် energy မှာဖြစ်တဲ့အရာတွေအားလုံးနဲ့ပတ်သက်ပြီးတော့လည်းပေါ်နေပါတယ်ဒါပေမဲ့ညီမကနားထောင်မှုနဲ့ပတ်သက်ပြီးတော့အကုန်လုံးနားမထောင်ဘူးတာဖြစ်ပါလိမ့်မယ်နော်အဲ့ဒါသိဖို့လိုတယ်ဗောနော်ကိုတို့တစ်ဖက်မပိတ်ပါဘူးဒါပေမဲ့တော့ဦးမင်း online ဝေဖန်မှုမှာတော့ net potential တယ်ဘာကြောင့်ဆိုတော့အဲ့နေရာလောက်ကိုပဲတော်တော်များများကကူးယူပြီးတော့ live မှာတင်တာများတယ်ကြံတဲ့ဝေဖန်မှုတွေပြည်သူတက်ပြောဆိုမှုတွေလောက်ငယ်သားတက်ပြောဆိုမှုတွေနှစ်ဖက်လုံးမှာဖြစ်နေမရိမှုနဲ့ပြောဆိုမှုနဲ့ပတ်သက်လာလို့ရှိရင်ဘယ်သူမှအဲ့လောက်ထိဘယ်လိုခေါ်မလဲဆိုတော့ခေါ်မလဲလူကြည့်များအောင်လုပ်တာမရှိဘူးเนาะအဲ့တော့ဦးမင်း online နဲ့ပြောရတယ်ပတ်သက်ပြီးတော့တော်တော်လေးတော့ပေါက်နေတာလေးတွေ့တယ်အဲ့တော့သိစေချင်တာပါလဲဆိုတော့နိုင်ငံရေးကိုလည်းဒါမျိုးလေ့လာသလိုအကိုနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းအကိုဘာပြောခဲ့ဆိုတာလေးတေချာလေ့လာပြီးမှအကိုဝေဖန်စေချင်ပါတယ်เนาะအဲ့တော့နောက်တစ်ခုကပါလဲဆိုတော့ NUG ကိုဆက်လာကျွန်တော်ပြောသလိုပေါ့မြန်မာနိုင်ငံလုံးနဲ့ပတ်သက်လာရင်စစ်တပ်ကိုဘာကြောင့်ရွေးချယ်ရလဲစင်လုံးကျိုးကောင်းလို့ရွေးချယ်တာမဟုတ်ဘူးစီမင်းစီကံလုံထုံးလုံနေ institution တစ်ခုအနေနဲ့ရက်တီပုံဖွဲ့စည်းပုံအစဉ်စဉ်ကိုကြည့်ပြီးတော့တပ်မတော်ရွေးချယ်တာဖြစ်တယ်ဟုတ်ပြီတို့ထပ်ကြည့်မယ်ကရင်ပြည်နယ်နဲ့ပတ်သက်လာရင်ကိုမောင်ရွေးခိုင်းကြည့်ကရင်ပြည်နယ်မှာတပ်မတော်အများကြီးရှိတာပဲ PC တို့ DKBA တို့ BGF တို့နော်ကော်တူလေးတို့ KNU တို့ရှိတယ်အဲ့ဒီအချိန်မှာဘာကြောင့်မို့လို့ KNU ကိုမောင်ရွေးချယ်ရလဲသူရဲ့လုံပုံလုံနေ institution ကြမှုကိုရွေးချယ်လိုက်တာဖြစ်တယ်ဟုတ်ပြီ
NUG ကိုဘာကြောင့်မို့လို့ဒီဒေါ်လာငွေလက်နက်ကိုင်နဲ့ပတ်သက်ပြီးတော့ရွေးချယ်ငကားအုပ်စုမှာငကားရဲ့မိတ်တစ်ခုနဲ့ပြီးသွားတာအဲ့လိုမျိုးလုပ်လို့မရဘူးပြည်သူလူထုနဲ့ပတ်သက်တဲ့နိုင်ငံနဲ့ပတ်သက်ပြီးလုပ်တယ်ဟဲ့ဆိုရင် institution ဘဟုကော်မတီဒါမျိုးအစုအဖွဲ့တွေနဲ့အားလုံးပြည်သူတွေကလက်ခံပြီးတော့ပြည်သူနဲ့ဘဝတွေနဲ့သက်ဆိုင်ပြီးဟဲ့ဆိုရှင်လူတဦးတစ်ယောက်ရဲ့ဩဇာအောက်မှာဘယ်အဖွဲ့အစည်းမှမရှိသင့်တော့ခုမှဖြစ် Facebook ကသူ့အတူစားထောင်ကတော့ဘာမှမဟုတ်ဘူးဘယ်လိုခေါ်မလဲဆိုလူလေးတစ်ယောက်၄၅ယောက်သုံးဖို့အတွက်ဆိုတော့ဇူကာဘတ်တစ်ယောက်အကောင်ပေါ့တကယ်တမ်းနိုင်ငံတစ်ခု institution တစ်ခုပုံစံသွားတဲ့ခါမှာသူကိုယ်တိုင်မင်းနဲ့ဘဟုကော်မတီတို့အဆင့်ဆင့်တွေဖွဲ့ရတယ်မိန်တစ်ခုကိုတယောက်တည်းချလို့မရတော့ဘာကြောင့်လဲ institutionalize လုပ်လိုက်ရတယ်နော်အဲ့ပုံစံမျိုးပေါ့ခါကိုဘယ်လိုခေါ်မလဲစီကန်စနစ်တကျနဲ့ company style ကိုတေချာလုပ်ရတယ်ဘာကြောင့်လဲဒါကသူ့မိန်တစ်ခုတည်းအောက်မှာပြည်သူတွေအားလုံးအရာဖြစ်သွားနိုင်အဲ့ကြောင့်မလို့စနပုံစံမျိုး institution တစ်ခုပုံစံမျိုးလုပ်လိုက်တဲ့အခါမှာเนาะအဖွဲ့အစည်းတစ်ခုပုံစံမျိုး company တစ်ခုပုံစံမျိုးလုပ်လိုက်တဲ့အခါမှာတော့ဟို committee အစင်းစင်းနဲ့ဆွေးနွေးပြီးတော့ဆောင်ရွက်တာဖြစ်လာတယ်ဒါတွေကမှန်တယ်လို့ပြောရမှာမဟုတ်ဘူးဒါပေမဲ့လုံပုံကင်ပုံစနစ်ကြတယ်အဲ့တော့လေပိုင်းမှာရှိနေတဲ့လက်နက်ကင်တွေအားလုံးကိုကြည့်မယ်ငကားမှာဘယ်လို institution နဲ့ဘယ်လိုတည်ဆောက်ထားလဲဘယ်လိုအခြေခံဥပဒေရှိလဲဘယ်လိုစစ်ဥပဒေရှိလဲဘာမှမရှိဘူး NUG မှာသူ့ရဲ့ပါကဖပါလာဖဆိုပြီးတဲ့အပြင်ကိုနောက်ထပ် NUG ရဲ့အခြေခံဥပဒေသူ့ရဲ့စစ်ဥပဒေเนาะပြီးတော့အစိုးရတည်ဆောက်ပုံ main တစ်ခုရဲ့အောက်မှာရှိတာမျိုးသူတို့မှာအစင်းစင်းနဲ့သွားတဲ့ chain of command နေစပြီးတော့သွားတဲ့အခါဒါဟာအားပေးနေတာမဟုတ်ဘူးเนาะနိုင်ငံရေးတော်လှန်ရေးလုံပုံလုံနည်းကိုပြောပြနေတာဒါမျိုးလုပ်ရတယ်အဲ့တော့ဒါကိုမှန်တယ်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့တော့ရှင်ပြီးရွေးမယ်ဟေ့ဆိုလို့ရှိရင်ဒါကအဖွဲ့အစည်းနဲ့ညီနဲ့ဆောင်ရွက်ရတဲ့အတွက်ကြောင့်မလို့မှန်အမားကိုသူတပြန်ကိုတပြန်ပြောပြီးတော့ရှာဖွေနိုင်တယ်ဒါအားလုံးမှန်တယ်လို့မပြောဘူးဒါပေမဲ့တော့တစုတယောက်ရဲ့အောက်မှာစစ်ပင်တယောက်ရဲ့အောက်မှာဆိုတဲ့ခါကျတော့အဲ့လိုဖွဲ့စည်းမျိုးရွေးလို့မရအောင်နော်အဲ့တော့ NUG ကိုရွေးချယ်ရခြင်းရဲ့ပုံစံကတက်မတော်ရွေးချယ်တာဘာကြောင့်လဲစင်လုံးကြောကောင်းတယ်လို့မဟုတ်ဘူးအဲ့လိုမျိုး institution စနစ်တကျနဲ့တည်ဆောက်ထားလို့ NUG ကိုဘာကြောင့်ငကားနဲ့ရှင်ဘာကြောင့်ရွေးချယ်ရလဲဆောနာပြောသလိုသူအတွင်းဝင်ရုံးဝင်နဲ့တခုပြဿနာတစ်ခုဖြစ်လာရင်ဥပဒေရေးရာသူတို့မှာဟိုစစ်နေရှိတယ်ဒါကြောင့်ရွေးချယ်ရဖြစ်တယ် KNU ဘာကြောင့်ရွေးချယ် KNU ကလည်းဘိုးကော်မတီနဲ့တေချာကိုရွေးချယ်လုပ်ထားတာဖြစ်တယ်အဲ့တော့ဒါလေးတေချာနားလေစီကြပါလေနော်ကဲဟုတ်ပြီအဲ့တော့တို့ကနောက်ထပ်ကျော်မင်းထွန်းအောင်လဲပြအောင်နော်မင်္ဂလာပါနားလေမယ်လို့ညီမညွှန်လင်းပါတယ်နော်အဲ့တော့ကိုမောင်နဲ့ပတ်သက်ဝေဖန်မယ်ဟဲ့ဆိုလို့ရှိရင်တော့အားလုံးကိုနားလေစီကြပါလေအားလုံးတေချာဖတ်ပါအောင်နော်ကျော်မင်းထွန်းပြောပါမင်္ဂလာပါဘယ်လိုထားလဲဒါကြောင့်ကျွန်တော်ကတော့မပြောချင်ဘူးဒီတန်ပွဲတွေဖြစ်နေတယ်လေကျွန်တော်တို့လူငယ်တွေအပေါ်မှာတရားမတရားနဲ့ကြားတော့ဒီပြဆိုတော့ဖြစ်နေတော့နော်ပြီးတော့နောက်တစ်ခုကအ တန်နဲ့စုတယ်နော်တို့ကျွန်တော်တို့ဒီရန်ကုန်တိုင်းမှာဆိုလို့ရှိရင်ရန်ကုန်တိုင်းတစ်တိုင်းပေါ့နော်ဆောင်းတော့ပေါ့အဲ့လိုတစ်တိုင်းတော့မှာW1 စိတ်ကြောက်စိတ်ကြားဆိုတော့နော်နေရာတိုင်းမှာရှိရပေါ့နော်နေရာတိုင်းမှာအတွေ့အမြင်အခုလူငယ်တွေဆိုလို့ရှိရင်လည်းတော့တော်တော်များများပါပေါ်တင်နေလဲဖြစ်တယ်ဟိုဒီပိုက်ချောင်းတွေပါဆိုတော့လည်းတော့မျိုးချို့လို့မကောင်းဘူးနော်အဲ့လိုနေရာမျိုးတွေဖြစ်နေတယ်အဲ့လိုပုံစံမျိုးဒီအစွန်းရတက်တော့မှအဲ့လိုမျိုးဖြစ်နေတယ်ပေါ့နော်အဲ့ဒါကြီးရောသက်ဆိုင်ရာအကြီးအကဲတွေရောဒါတွေကိုလိုက်ပြီးတော့မတိုက်ချက်တော့ဘူးလားဟိုမလုံဆောင်ပြီးတော့ဘူးလားပေါ့နော်ဟိုကလူတိုင်းကလေးတိုင်းနောက်အခုဆိုလို့ရှိရင်တော့ရှစ်တန်းကျောင်းသူကျောင်းသားပေါ့နော်ဒါမျိုးလေးပါသုံးလာတာတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေပြန့်နှံ့လာတဲ့အခါကျတော့မကောင်းဘူးကိုမောင်ရဲ့အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ဒါဘာကြောင့်ဖြစ်နေတာလဲဟိုတမျိုးတည်းလည်းမဟုတ်မြို့တိုင်းလူလုံးမှာကျွန်တော်သွားရခဲ့တဲ့မြို့တိုင်းလူလုံးမှာလည်းဒါကြီးကပေါ်တယ်လို့ဖြစ်နေတယ်ရောင်းတဲ့လူကလည်းရက်ွက်ထဲထိဝင်ရောင်းနေတယ်ရက်ွက်ထဲမှာပဲထိုင်ရောင်းနေဒါမျိုးတွေတွေ့ရတယ်ပေါ့နော်ဒီဟာရက်ွက်တိုင်းမှာမြို့တိုင်းမှာတွေ့ရတယ်ဆိုရင်ဒါဟာအလုံးကြီးอ่ะသူတို့မဖမ်းမိကြရတော့မလို့ဘာဖြစ်လဲဆိုတော့ဒါဟာကုန်တင်တာလောက်နဲ့ဝင်တာပဲနေလိမ့်မယ်ကျွန်တော်တို့နိုင်ငံကအသေးမွှားလောက်နဲ့ဝင်တဲ့ကိစ္စမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါလေးကိုဟိုမေးချင်တာပေါ့နော်ဘယ်လိုကြောင့်လဲပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးပါအဲ့ဒါလေးပဲကျွန်တော်သိချင်လို့ပါတိတ်ကောင်းပါလေဒီမေးခွန်းကိုမေးတာလဲကျွန်တော်ဒီမေးခွန်းကိုနော်ညီနဲ့အတူတူဆွေးနွေးဝင်ရတာလဲဝမ်းသာစရာပါတကယ်လက်တွေ့ကြုံခဲ့သူသိခဲ့သူကိုလည်းဒီအားနဲ့ပတ်သက်ပြီးတော့သတင်းချက်လက်တွေအများကြီးရထားသလိုနားလေထားတာတွေအများကြီးရှိပါတယ်အဲ့တော့မြန်မာနိုင်ငံမှာနံပါတ်1ချက်ကဘာလဲဆိုလို့ရှိရင်မူရည်စေးထပ်ပို့ပြီးတော့စိုးနေတာတခုရှိသေးတယ်မူရည်စေးကမူယူပြီးလို့ရှိရင်ကိုပဲဒုက္ခပေးတာကိုဘွားကိုပဲပြတ်တာဖြစ်တယ်နော်ဒါက
နံပါတ်1ဦးစားပေးနေရမှာထားလို့မရသေးဘူးနံပါတ်1ဦးစားပေးနေရမှာတကယ်ရောက်လာလောင်းကစားတွေဖြစ်တယ်လောင်းကစားကတယောက်အိမ်မှာလောင်းကစားဆွဲပြီးဟိဆိုဒီလူကအချင်းပြတ်ချစားပြီးတော့အိမ်လုံးမှာရှောက်ခိုးပြီအဲ့ဒီထဲမှာအိမ်အောင်ရှင်ကမိသားစုနဲ့ဦးကိုင်နဲ့ဒီဘာမှမဆိုတော့အိမ်အောင်ဦးစီးကလောင်းကစားဆွဲပြီးဆိုဒုက္ခရောက်ပြီနှလုံးသုံးလုံးအင်္ဂလုံးနော်အကုန်လုံးလွတ်ပေးထားတာဘာကြောင့်လွတ်ပေးထားလဲအဲ့ဒီအချိန်မှာ2021လောက်မှာတို့နိုင်ငံရေးအဖြစ်ခါတဲ့ပြည်သူတွေကနိုင်ငံရေးဒီတော်လိုင်းဘက်ကိုအားပေးတာများတယ်ဟလားအဲ့တော့နိုင်ငံရေးစိတ်ဝင်စားမှုနည်းလာအောင် online ဘော်တွေကပိတ်အကုန်လုံးပိတ်ပြီးတခါတဲ့လောင်းကစားတွေအကုန်လုံးလှုပ်ခွင့်ပေးထားတာအငလုံးဝိုင်းစုံနေတာပဲအဲ့တော့ပြည်သူတွေတော်တော်များဘဝပြတ်တယ်ထို့ဒုတိယနောက်လိုက်လာတာကအဲ့ချိန်မှာလဲဒါမူရစေးနဲ့ပတ်သက်လာရှင်ကေတို့နော်ဟိုရန်ကုန်မြို့မှာအသက်73နဲ့14နှစ်ကအစနော်ရန်ကုန်မှာအပေါ်ဆုံးကမူရစေးဒီပြီးတော့ night club အကုန်ပေါ်နော်အဲ့လိုပုံစံမျိုးဒါဒုတိယအဆင့်တတိယအဆင့်ကတော့လူသက်မှုတွေခြားစားမှုတွေဒါရှိတယ်အဲ့တော့အခုနိုင်ငံကဟိုတုန်းကတော့ဟိုဘယ်လိုမှဆိုရိုးရင်းဆန်ကအချိန်ပေါ့လေနော်ပြည်သူစိတ်ပြောင်းရင်ပြီးရောပြည်သူလုံးဝတော်လိုင်းဘက်မှာပါဝိုင်းပြီးလှုပ်ချင်တာလှုပ်ဆိုပြီးတော့လောင်းကစားဝိုင်းလှုပ်ပေးတယ်မူရစေးလဲစာရဖောက်ကိုယ်တိုင်ကရောင်းတာနော်ရဲတွေကိုယ်တိုင်ရောင်းတာလည်းရှိတယ်အဲ့ဒီတော့ကြောင့်မို့လို့အခုချိန်မှာတော့အခုလေးလာကြည့်သလားပေါ့နော်လောင်းကစားတွေတော့အခုမတရားဖမ်းနေပြီလောင်းကစားနဲ့ပတ်သက်ပြီးကိုတို့နံပါတ်1အဲ့ကြောင့်မို့လို့ကိုတို့ဒီကိစ္စနဲ့ပတ်သက်ပြီး PR ပေးပြောဆိုတဲ့အခါမှာအခုတို့လည်းဒါဟိုခေါ်မလဲကိုတို့ပြောတဲ့စကားလေးတွေနည်းနည်းတည်းကျဲပါတယ်လူလူကြားထဲမှာပြန့်နေတဲ့ခါကျတော့အုပ်ချုပ်ရေးရန်နေရမှာလည်းရောက်ကောင်းလည်းရောက်နိုင်တယ်အားတယောက်လို့ခါကျတိုက်ဆိုင်မှုလို့လည်းပြောပါတယ်နော်အဲ့တော့ခုလောင်းကစားတွေကိုအတုံနေနေပါရဲ့နှလုံးသုံးလုံးတွေ့တဲ့နေရာဖမ်းပါတယ်နော်သတိထားပါခုနှလုံးသုံးလုံးသမားတွေဖမ်းနေပြီနော်ကရင်ပြည်နယ်မွန်ပြည်နယ်ကချင်ပြည်နယ်ခါပွဲကိုတောင်ပိတ်လုံးပိတ်ဖမ်းတာအဲ့တော့လောင်းကစားဝိုင်းတွေတော့အခုစဖမ်းနေပြီမူရစ်ဆေးတွေလည်းပြန်ဖမ်းလာမလို့မျှော်လင့်တယ်နော်မူရစ်ဆေးတွေလည်းအခုတို့မျှော်လင့်တယ်ဒါမျိုးတွေဖမ်းလာဖို့နောက်ထပ်မျှော်လင့်ရပါလဲဆိုတော့အုပ်ကြီးတွေပြောင်းလဲပြီးလို့အုပ်ကြီးတွေဟိုတုန်းကအုပ်ကြီးတယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးသေရဲအသေးခံရဲလို့အုပ်ကြီးဖြစ်တာစေတနာပါလုံးလို့အုပ်ကြီးဖြစ်တာအုပ်ကြီးဖြစ်ရင်ကိုယ်အဲ့ချိန်မှာလေးစားလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘလို့အုပ်ကြီးမျိုးတွေဝင်လာတဲ့ခါကျသေမထူးနေမထူးနော်လုံးဝဟိုဘလို့ခေါ်မလဲဆိုတော့အသက်ချောင်းမဲကွာဆိုတဲ့ပုံစံမျိုးဆိုဝင်လာတဲ့သူတွေရှိတယ်အဲ့လူတွေကအခုချိန်မှာတောင်းကျမ်းနေတယ်ဒီလူတွေမကြခင်လဲတော့မှာပါအဲ့တော့နံပါတ်1ချက်လောင်းကစားပြီးတော့အခုညုံလင့်တာကတော့အခုတို့ဖီအားပေးဆက်ပြောရမှာကဒီမူရစ်စေးပြီးသွားလို့ရှိရင်တော့အုပ်ကြီးတွေနော်အုပ်ကြီးကိုနေဖို့လိုတယ်အဲ့တော့ဒီနေ့ပြောမှန်ပါလေအခုလည်းသိပါတယ်နော်ဟုတ်လား ပါတယ်ကိုတချို့ဒီအုပ်ကြီးတွေပါရလဲတွေ့ရပါတယ်တချို့အုပ်ကြီးတွေလားအခုမှုလို့လဲကျွန်တော်ပြောပြတာပါဘာလို့လဲဆိုတော့တချို့အုပ်ကြီးတွေလည်းပညာမဲ့တဲ့အလုပ်တွေလုပ်နေတာလဲတွေ့တယ်ဒါပေမဲ့ကိုမိသားစုနဲ့ကိုစားဖို့နေရေးကိစ္စတွေနဲ့ဟိုဂျာလဲရိုက်နေတဲ့ခါကျတော့ဒါမျိုးတွေလည်းဝင်မစစ်ပါဘူးအခုကတော့ခုနပြောသလိုပေါ့လူငယ်တွေအရန်ကိုပျက်စီးလာတော့မြင်တွေ့နေရလို့ပေါ့နော်ဒါလေးကိုဟိုဒီတိတက်တဲ့လူတွေရောဒါလေးကိုဝိုင်းပြောပေးလို့ပါဒီသူတွေတော်တော်ဆိုးဝါးပြီလားပေါ့နော်တော်ဆိုးဝါးပြီဒါတွေကကိုကနေရာတိုင်းမှာလည်းတွေ့နေရတယ်လို့ပေါ့လေပြောရမလဲခိုးတယ်ဖွက်တယ်ဒီຢာလေးရဖို့လေးကိုလေဟိုအိုးတွေ့ရင်အိုးခိုးွားတဲ့လူတောင်တွေ့ရှိတယ်နောက်ဆုံးလေခွေးစာကွက်တောင်မှအိမ်ရှိမှချလို့မရတော့ဘူးဖြစ်နေပြီအခွေးစာကွက်လေးတွေ့ရင်တော့ကောက်သွားပြီးတော့သွားကြအောင်အဟောင်းဆိုင်မှာအဲ့လောက်ထိအောင်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့နိုင်ငံကယဉ်ကျေးမှုရောနောက်ပိုင်းပေါ့နော်အကုန်လုံးဇရိုက်ဟာအရန်ကြမ်းဝါနိုင်တယ်လို့ကျွန်တော်တို့ဖားမိပါတယ်ကိုတို့ဝိုင်းဝန်းပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ဖိအားထပ်ပေးမှာအခုချိန်မှာတော့ကိုတို့ဒီနော်ဖြစ်ရတဲ့ပြဿနာတွေကမြန်မာနိုင်ငံမှာဘောင်းဆောင်ဖြစ်နေတဲ့အချိန်မှာဦးစားပေးအနေနဲ့တော့ပြောတာလေးရှိတာပါညီလေးကနော်ဒါတွေအားလုံးလည်းကိုတို့မှတ်ထားပါမယ်နော်ဒီစီတွေဆက်လက်လေ့လာပါမယ်နော်ကိုတို့ကိုနားလည်တာတချို့ရတော့မတင်ကြတော့ဟုတ်ကဲ့ပါကောဟုတ်ကဲ့ကျေးဇူးပါညီလေးနော်ဟုတ်ကဲ့ပါကောရောက်ပြီအဲ့တော့ကိုပါတယ်လေကိုကြီးတရှိ6ပြောတခုတည်းမေးတယ်ဒါတော့ဟိုနေပါဟုတ်ကဲ့ကျွန်တော်ဒါအားလုံးလည်းသိကျင်တဲ့ကိစ္စပေါ့နော်ဟိုနည်းနည်းလေးတော့ကျွန်တော်စကားကြောရှိရင်ကျွန်တော်တောင်းပန်တယ်အောက်လို့ဆိုတော့ဒီအားလုံးဒီ EUG ရဲ့မျှော်လင့်ချက်ပေါ့နော်စကားစပြိုလဲပြီးတော့စကားစတခုမှမရှိတော့လို့ရှိရင်သူအရင်ဆုံးရင်ဆိုင်မှာဒီဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ဒါနိုင်ငံရေးပြောဆိုအိန္ဒိချင်းတွေရဲ့နိုင်ငံရဲ့စစ်ရေးကိုသူတောင်းခံနိုင်မှာလားပြီးရင်ဒီနိုင်ငံရဲ့ပြည်သူရဲ့လုံခြုံရေးကိုသူတို့ဝန်နှင်းဖြစ်နိုင်မှာလားကျွန်တော်အဲ့ဒါလေးတစ်ချက်နောက်တစ်ခုကကျွန်တော်တို့ဒီလိုမျိုးကြီးဆက်သွားလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေရည်ရှင်မတောက်ခံနိုင်တော့လူငယ်လူရွယ်တွေဆိုလို့ရှိရင်
တရားဝင်လမ်းရောတရားမဝင်လမ်းရောနိုင်ငံတကာကိုအကုန်ပြေးနေရပြေးနေတဲ့လူတွေကြည့်ဒီနိုင်ငံကိုမချစ်လို့ပြေးတာမဟုတ်ကိုယ့်တက်ကိုပိုက်ပြီးပြေးနေရတဲ့အနေအထားကိုရောက်နေတာကဘာမီးလောင်သားကောင်ခြာနေဖြစ်နေတယ်ကျွန်တော်တို့ဘရောမှကျွန်တော်တို့ဗျာအများကြီးလည်းမလို့ကျွန်တော်ပါဦးတန်းရွှေခက်တော့ပဲကျွန်တော်တို့လိုချင်တော့တယ်ကျွန်တော်တို့အများကြီးမျှော်လင့်ကျွန်တော်တို့တွေဘရောမှပြန်ပြီးကောင်းတယ်မလို့ပေါ့နော်ဒါလေးကျွန်တော်မေးချင်လို့ တိတ်ကောင်းတဲ့ညီလေးရနော်အဲ့တော့အဲ့ဒီမေကွန်းကလည်းအခုတို့နည်းနည်းကိုလည်းမေးချင်တဲ့မေကွန်းအတူတူပဲတိတ်ကောင်းတဲ့မေကွန်းဖြစ်တယ်သိချင်တဲ့အရာပေါ့ဖြေထုတ်ကမဝိုင်းဝန်းဖြေထုတ်ပြီးဆွေးနွေးတာပေါ့နော်ဟုတ်တယ်လေ NUG ကကိုတို့နိုင်ဖို့အတွက်မတိုက်တင်ဘူးဆိုလိုချင်တာကနိုင်ငံရေးဥတီချက်လည်းရှိရမယ်စီရေးဥတီချက်တစ်ခုတည်းနဲ့စစ်တပ်ကြီးကိုအပြိုတိုက်မယ်ဆိုတော့ပုံစံတော့သွားလို့မရအောင်တော်လန်ရေးအောင်နေဆိုတဲ့နေရာမှာနှစ်နည်းအောင်တာရှိတယ်စစ်တပ်ကိုအနိုင်တိုက်ပြီးအောင်လိုက်တာကဒါကသူတို့ရဲ့ဒါတိုင်နည်းတစ်ခုပေါ့လေနော်တိုင်နည်းတစ်ခုပေါ့အခုတို့ဒီတော်လန်ရေးလက်နက်ကင်တော်လန်ရေးကိုဖြစ်စေချင်တာကအဲ့ဒါထက်ပိုပြီးတော့လေဟိုနိုင်ငံရေးညှိနှိုင်းမှုတစ်ခုမှာလက်နက်ကင်လန်းစဉ်ဆိုတာမဖြစ်မနေမှုလို့ကြိုးတို့ကင်ထားရတာဆိုလိုချင်တာကတစ်ဖက်ကလက်နက်ကင်ပြီးတော့ဒါလိုချင်တာလုပ်နေတဲ့ဖြစ်ချင်တာတွေကိုအကုန်လုံးလုပ်နေတဲ့ဦးမင်းအွန်လိုင်းတို့ကိုမင်းတို့လက်နက်ကင်ငါ့ကိုလည်းကင်နေဆိုတဲ့ပုံစံမျိုးနဲ့ဒါမျိုးပေါ့နော်တံပြန်တဲ့ပုံစံမျိုးပဲဖြစ်တင်တယ်တစ်ဖက်ကိုတစ်ဖက်အပြုတ်တိုက်အသေးတိုက်တဲ့ပုံစံမျိုးဘယ်ဘက်ချမ်းကပဲလှုပ်လို့အကိုတို့မညှက်တတ်ဘူးဘာကြောင့်လဲဆိုတော့နှစ်ဖက်ဆုံးကိုယ်နိုင်ငံသားတွေသူဆွဲကိုဆွဲဆိုတေးကြမှာပဲအဲ့တော့အကောင်းဆုံးဖြစ်တင်တာက NUG နဲ့ဒီတော်လိုင်းအင်အားစုတွေဖြစ်တင်တာပါလဲဆိုတော့လက်နက်ကင်အင်အားစုတွေတည်တည်ချာဖွဲ့စည်းပါတည်တည်ချာလက်နက်ကင်ပါစီကံရှိပါပြီးတော့လို့ရှိရင်မိမိအင်အားကိုပြပါမိမိစီကံကိုပြပါပြီးတော့လို့ရှိရင်တော့လိုအပ်တော့ကြည်ဖောက်အောင်ပါပေါ့နော်ပြီးတော့လို့ရှိရင်တို့နိုင်ငံရေးရည်မှန်းချက်နှစ်ဖက်စလုံးမှာရှိပြီးတော့ရှေ့ဆက်သွားဖို့ဟိုဘယ်လိုခေါ်မလဲမြေတားတရားရှေ့ထားပြီးတော့နိုင်ငံအတွက်ဗဟုပြုပြီးတော့အလုပ်လုပ်ဖို့ကိုတို့ကဒါတိုက်တွန်းချင်တာပဲအဲ့တော့စနောက်ကြီးလေးပြောသလို NUG နိုင်သွားလို့လဲဒါမြန်မာတိုင်းနိုင်ငံလုံးကိုသူထိန်းနိုင်မှာမဟုတ်ဘူးထို့သူစစ်တပ်လည်းရှုံးလို့မရဘူးအဲ့ဒီအချိန်တွေမှာ group ဖြစ်စေချင်တာညှိနှိုင်းမှုသွားဖို့လိုတယ်ညှိနှိုင်းမှုသွားဖို့လိုတဲ့နေရာမှာစစ်တပ်ကလည်းလက်နက်ကင်အရာလှုပ်လို့ရဤဆိုတဲ့အစွဲလဲဖျောက်ဖို့လိုတယ်။ဘာကြောင့်ဆိုတော့သူ့ရဲ့ဒီအစွဲတွေကြောင့်ပဲလှုပ်ဆောင်ချက်တွေကြောင့်ပဲနိုင်ငံကအခုလိုမျိုးခွေးဖြစ်နေတာဖြစ်တယ်။ဒုက္ခရောက်နေတာဖြစ်တယ်။အဲ့ဒီတော့ကြောင့်မလို့နှစ်ဖက်စလုံးညှိနှိုင်းဖို့ကိုတို့ကအဓိကမျှော်လင့်တယ်ပေါ့နော်။ NUG ကိုတို့ကဖြစ်စေချင်တာပါလေ။သူတို့အင်အားလည်းအတိုင်းအတာတွေရှိနေပြီ။အဆက်အသွယ်လည်းအတိုင်းအတာတွေရှိနေ။နေမြေလည်းအတိုင်းအတာတွေရှိနေပြီ။ဘာလို့တင်တယ်လဲ။သူတွေကိုသေးတော့မလုပ်တင်ဘူး။ဟိုညှိနှိုင်းမှုတွေတွားပြီးတော့စစ်တပ်ဘက်ကကိုဘာလျှော့ပေးနိုင်တယ်စစ်တပ်ဘက်ကကြီးတင်တယ်လို့ဒီပေါ့လက်နက်ကင်တွေဘက်ကလည်းကိုဘာလျှော့ပေးနိုင်တယ်ဆိုတာကြည့်ပြီးနိုင်ငံဗဟိုပြုပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့လုပ်နေပါပြီလို့ပြောချင်တယ်နော်အဲ့တော့ OB အဲ့တော့ကိုကြီးကိုလက်ပေးအောင်နော် ဟုတ်ကဲ့ပါဟုတ်ဒီကတော့ကျွန်တော်နဲ့ထပ်တူပါဘောနော်နော်ကိုကြီးပြော မင်္ဂလာပါကိုမော်လေး မင်္ဂလာပါကျွန်တော်မေးချင်တာကတော့တက်တလုံး line ပေါ်မှာပွဲဖြစ်နေတဲ့ဒီငကားနဲ့ NUG ကိစ္စပါဗျာငကားနဲ့ NUG ကိစ္စကတကယ်မြေပြင်မှာဖြစ်နေတာထက် line ပေါ်ကမတိပဲနဲ့အဲ့လိုသူ့ဖန်ကိုဖန်ပွဲပြီးတော့တယောက်နဲ့တယောက်ပုတ်ခတ်ကြတယောက်နဲ့တယောက်ပြောဆိုကြတာအမှန်တကယ်တော့ဟိုကျွန်တော်အမြင်ပေါ့လေကျွန်တော်အမြင်ဝေဖန်ကြည့်တာပါဒါရေဘက်ထဲကလာတဲ့စစ်မှန်တဲ့တော်လှန်ရေးမဟုတ်ဘူးလို့တော့ကျွန်တော်ထင်တယ်ဗျတကယ်တမ်းဆိုလို့ရှိရင်သူ့ဘာသူငကားလဲသူ့ကြောင်းလဲသူပေါ့ဗျာဒါအလင်းဝင်သွားတယ်ပေါ့အလင်းဝင်သွားတဲ့အပေါ်မှာကိုကျွန်တော်တို့ကရေဘက်ထဲမှာတကယ်တော်လှန်ရေးစစ်မှန်တာရှိခဲ့လို့ရှိရင်ပြည်သူတို့ပဲကျွန်တော်တို့ကရှေ့ရှုပါမှာNUG အစိုးရဆိုတာလေဒါပြည်သူအတွက်ပေါ့ဗျာပြည်သူမှန်တိုင်းအတွက်ပဲသူစောက်ထားတဲ့အစိုးရပေါ့ဒါအစိုးရဆိုပေမဲ့ NUG မှာလည်းသူအားနည်းချက်တွေအများကြီးရှိတယ်ကျွန်တော်မြေပြင်မှာလည်းတွေ့နေတယ်လက်တွေ့လည်းတကယ်တမ်းရှိနေတယ်ဆိုတာက NUG မှာလည်းတေချာတဲ့စုံစမ်းစစ်ဆေးနိုင်တဲ့စစ်ထောက်လှမ်းရေးအဖွဲ့ဆိုတာမြေပြင်မှာတော့မရှိဘူးဒါကျွန်တော်တို့ကိုယ်တိုင်လက်တွေ့သိခဲ့တဲ့အရာတွေပဲအဲ့အပေါ်မှာအခုလက်တလော line ပေါ်မှာဖြစ်နေကြတာပေါ့ NUG ကိုအစိုးရကိုမနစ်မြုပ်တဲ့အဖွဲ့နဲ့ဒီငကားဘက်ကဖန်အဖွဲ့နဲ့ကဖြစ်နေတဲ့အပေါ်မှာကိုပေါ့အနေနဲ့အမြင်လေးကိုတစ်ချက်လောက်ကျွန်တော်သိချင်ပါတယ်ဗျာအဲ့ဒါလေးဖြည့်ကြည့်ပါ ရှိချင်တယ်မလေးအဲ့ကြောင့်မဆွမ်းနာလည်းကိုပြောခဲ့ပါနော်ဘိုးနဂါကအခုစစ်တပ်မှာခုံလုံသွားတယ်ခုံလုံသွားတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားရမယ်ဘာကြောင့်ဆိုတော့
ကိုတော်ဘာနဲ့နိုင်ရှင်ပြလဲဆို CDM တယောက်ပေါ့ CDM တယောက်လာတက်ပြောသွားဆန္ဒသူက CDM တယောက်ပါပေါ့အဲ့တော့ CDM ဇော်မင်းထုံးပေါ့ဇော်မင်းထုံးဆိုတာဟိုတို့ဗိုလ်ချုပ်ဇော်မင်းထုံးမဟုတ်ဘူးနော်ဒီနောက်တန်းဗဟိုခံစစ်မှုပေါ့တို့ရဲ့မြန်မာဘောလုံးတင်သူက CDM လောက်လိုက်တယ် CDM လောက်ပြီးလက်သုံးချောင်းထောင်တယ်ဘောလုံးကွင်းထဲမှာပဲတော်လိုင်းရေးအားပေးတဲ့ပုံစံလောက်တယ်ပြောပြီးသူပါပြောသွားဆိုတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပြီးပါတဲ့ဆိုတော့ကျွန်တော်ကသူ့ဆုံးဖြတ်ချက်ကိုသူတန်ဖိုးထားတယ်ပေါ့အဲ့တော့ CDM တွေအနေနဲ့ရောပဲခင်ဗျားတို့တော်လိုင်းရေးနေတယ်ခင်ဗျားတို့ရဲ့ယုံကြည်ချက်ကိုခင်ဗျားတို့တန်ဖိုးထားမှာပဲနော်ခင်ဗျားတို့ရဲ့ဆုံးဖြတ်ချက်ကိုခင်ဗျားတို့တန်ဖိုးထားသလိုကိုယ့်ရဲ့ဆုံးဖြတ်ချက်တန်ဖိုးရှိရောမှန်လို့ရှိရင်တစ်ဖက်လူပေါ့နော်အဲဒီဘိုးနဂါးရဲ့ဆုံးဖြတ်ချက်ကလည်းကိုတန်ဖိုးထားတဲ့ကိုတန်ဖိုးရှိသလိုသူတို့တန်ဖိုးခြင်းဟာအချိုးညီဤဆိုတာလေးရောနားလည်စေချင်တယ်ပေါ့နော်အဲ့တော့ဘိုးနဂါးရဲ့သူ့ဘဝအခြေအနေကသူတို့ရွေးချယ်သူတို့ခင်ဗျားတို့တော်လန်ရေးတဲ့ခင်ဗျားတို့ဘဝအခြေအနေကခင်ဗျားတို့ရွေးချယ်ရတာဖြစ်တယ် CDM လည်းခင်ဗျားတို့ရွေးချယ်တာခင်ဗျားတို့ရဲ့ဘဝအခြေအနေကရွေးချယ်တာဖြစ်တယ်အဲဒါကိုနားလည်ပေးတင်တယ်နော်အဲဒီအတွက်ကြောင့်မလို့ဒါပေမဲ့ဒီချင်းရမှာကိုမောင်ခင်ဗျာတတိပုတ်လာနေတယ်ဘသူမှန်ပုံမှန်လဲဘသူပုံမှားလဲဆိုလို့ရှိရင်တော့ပွင့်လင်းလင်းဝေဖန်ပါမယ်ဘုံနဂါးကသူ့ရဲ့တော်လိုင်းလမ်းလျှောက်ပေါ်သူ့ရဲ့ဥဆောင်မှုနဲ့လမ်းလျှောက်တာအဲ့တော့သူတယောက်ရဲ့ဩဇာအောက်မှာပဲရှိတယ်သူတယောက်ရဲ့ဩဇာတစ်ခုနဲ့ပဲသူသွားတဲ့အချိန်တွေမှာNUG လမ်းလျှောက်ပုံကြည့်ပါ NUG လမ်းလျှောက်ပုံကအစိုးရတရဲ့ပုံစံမျိုးနဲ့အစုအဖွဲ့နဲ့တေချာဆွေးနွေးပြီးသွားတဲ့အတွက်ကြောင့်မလို့အဲ့တော့သူတို့ကအစုအဖွဲ့နဲ့သွားတဲ့ပုံစံမျိုးဖြစ်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့တော့တော်လိုင်းရေးနိုင်ငံရေးလောက်ဒါမျိုးလောက်ရတယ်အစုအဖွဲ့နဲ့စီကံတကြနဲ့ဥပဒေပေါ်မှာအခြေခံသောတော်လိုင်းရေးနိုင်ငံရေးရည်မှန်းချက်ရှိရတယ်တရားဥပဒေစိုးမိုးမှုမှာအခြေခံသောတော်လိုင်းရေးနိုင်ငံရေးရည်မှန်းချက်ရှိရတယ်အဘိုးနဂါးကြတတိပုဂ္ဂလဆိုတဲ့ခါကျတော့အဲ့တော့အစုအဖွဲ့သူများစနစ်တကျလုပ်နေတဲ့တော်လိုင်းရေးအောက်မှာခိုလုံဖို့တော့၎င်းပေါ့နော်ပူပေါင်းဖို့တော့၎င်းညှိနှိုင်းဖို့တော့၎င်းလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့တော်လိုင်းရေးနိုင်ငံရေးမှာထိုတလူသူတလူငါတမင်းလက်နက်ကင်နေလို့မရပါဘူးနော်။ဘာကြောင့်လဲစစ်တပ်ရဲ့ဒီလောက်တရင်တမရဲ့ဒီလောက်များတာဟာစစ်တပ်တစ်ခုရဲ့အောက်မှာရှိသလိုမိန်းတစ်ခုရဲ့အောက်မှာရှိသလိုဒီတော်လိုင်းရေးပေါ့ NUG တော်လိုင်းရေး NUG PDF တော်လိုင်းရေးဟာလည်းဘယ်လိုမျိုးပေါ့စီးမြင်းစီးကမ်းပေါ်မှာခြေခံတော့အဖွဲ့အစည်းတစ်ခုရဲ့အောက်မှာရှိတဲ့အဲ့တော့ NUG နဲ့ဒီဘိုးနဂါးနဲ့ကိစ္စဆိုရင်ကိုက NUG ကိုရွေးပါတယ်နော်အဲ့တော့တို့ကိုနေကိုလက်ပြအောင်နော်ကိုနေမင်္ဂလာပါဟုတ်ကဲ့ကိုမောင်ပါဟုတ်ကိုကျွန်တော်တခုလောက်မေးလို့ရလားဗျာမေးပါဟုတ်ကျွန်တော်ပြည်သူတယောက်အနေနဲ့ပေါ့အကိုကျွန်တော်မေးချင်တာဘလို့ဘဝမျိုးမှာဘလို့နေထိုင်ကျင်လဲဆိုတာမြန်မာပြည်မှာဘလို့နေထိုင်ကျင်လဲဆိုတာအကိုအနေနဲ့ပြောပြလို့ရလားပြည်သူတယောက်နဲ့ဘလို့ဘဝမျိုးမှာနေကြလက်ရှိခြေနေတဲ့အများကြီးကောင်းမွန်တဲ့ဘဝတစ်ခုမှာနော်ပြည်သူတွေကိုထားကျင်ပါတယ်သူတို့ထားကျင်သလိုအကိုလည်းနေကျင်ပါတယ်နော်လက်ရှိခြေနေတဲ့ပုံကောင်းမွန်တဲ့အခြေအနေတစ်ခုတို့မြန်မာလူပြည်သူပြည်သားအလုံးထိုက်တန်ပါတယ်နော်စင်ပြေမဲ့ထင်ပါတယ်တို့ချိုးမဲ့ဖြစ်ပြစေနော်ဟုတ်ပြီမက်နမ်းမြတ်ကြီးဒီအလှည့်မင်္ဂလာပါကိုမအဒီကကျွန်တော်မလည်းမင်္ဂလာပါရှိအဲ့တော့ခုနကအကိုပြောတဲ့စကားမှာပါသွားတာကိုကျွန်မတက်ပြီးတော့ဆက်ပြီးတော့ဗောနော် continuous နဲ့သွားတယ်မိခွန်းလိုပဲသဘောထားလိုက်ပါအဲ့အခုနောက်ကအကိုကပြောတယ်ဒီနဂါးဘုံနဂါးလောက်တဲ့လောက်ရကသူကတတိပုဂ္ဂလဖြစ်နေတယ်ဗောနော်အဲ့တော့ပြီးတော့ NUG ကကြတော့အဖွဲ့အစည်းတစ်ခုနဲ့သွားတာကပူကောင်းတယ်အကိုက NUG ကိုရွေးတယ်လို့အကိုပြောလိုက်တယ်ဒါပေမဲ့အကိုရဲ့တခုရှိတာကလူတိုင်းမှာကကိုယ်ခံယူချက်နဲ့ကိုလေဟုတ်တယ်မလားပြီးတော့ NUG တိုက်တွန်းလို့လဲဘုံနဂါးကဒီတိုက်ပွဲတွေပါလာတာမဟုတ်ဘူးသူတို့ဒီလေဒီပြောရမယ်ဆိုလို့ရှိရင်စစ်ဒီဖက်နဲ့အောက်မှာမနေချင်ဘူးဆိုတဲ့ပုံစံနဲ့ပဲတွားတာဆိုတော့ဒီလိုမျိုးတွားတဲ့ဥစ္စာမှာသူတို့ကပြောရမယ်ဆိုလို့ရှိရင်အုပ်စုဖွဲ့ပြီးဗိုလ်ချနေလို့ကျမကတော့မြင်တယ်အဲ့တော့အုပ်စုဖွဲ့ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဟုတ်တယ်စစ်စီလုံးလုံးနဲ့အတူတူတွားမယ်ဆိုလို့ရှိရင်เนาะငါတို့ကเนาะအစိုးရလုံးမှာမင်းငါတို့ ਨੇ ပူးပေါင်းပါဆိုပြီးတော့သဘောထားကြီးရမယ်အစားသဘောထားမကြီးပဲနဲ့သူတို့ကစားလက်စားတွေလုတ်ခဲ့တာအများကြီးရှိတယ်เนาะပြီးရခါလဲကြာဘိုးချခဲ့တာတွေလည်းအများကြီးရှိခဲ့တယ်เนาะအဲ့လိုမျိုးလုပ်ပြီးတော့သူဒီပြောရမယ်ဆိုလို့ရှိရင်ဘိုးနဂါးကအမျိုးသားရေးသမားလည်းဖြစ်တယ်အဲ့တော့ဒီသူတို့မှာဟိုဘက်မှာကကြတော့ NUG မှာကဒီငိုလင်ညာကိစ္စတွေလည်းပါလာတယ်ဒါတွေလည်းပြောရမယ်ဆိုလို့ရှိရင်ခန်းစားချက်တွေပါမှာပဲအကိုเนาะအဲ့တော့အကိုရွေးတယ်ဆိုလို့ရှိရင်တော့မှအကိုပြန်ပြီးတော့ဒါကောက်တာ balance ပြန်လုပ်မယ်ဆိုလို့ရှိရင်သူက
စစ်တပ်ဘက်ကို तू ပါဝခြင်းအကြောင်းရင်းอ่ะ तू မပါဘူးဆိုရင် तू ကအသက်ခံရတော့မယ်ဆိုတာတိလို့ तू ရွေးသွားတာဒါ तू အသက်လမ်းကြောင်းလဲ तू စိုင်နေနော်တစ်ဖက်ချမ်းမှာကဘာဖြစ်လို့လဲဆိုတော့ဟိုဘက်အဲ့ဘက်နယ်မြေမှာ PDF ကြီးစိုးတယ်အဲ့တော့ NUG ကနော်မတော်တရားလှုပ်လာတယ်ဒါအုပ်စုဖွဲ့ပြီးတော့ဘိုးကြတာအဲ့ဒါဟာအုပ်စုဖွဲ့ပြီးတော့ဘိုးကြတာနဲ့အသင်းဖွဲ့တစ်ခုအလုံးလောက်တာနဲ့မတူဘူးအသင်းဖွဲ့တစ်ခုအလုံးလောက်တယ်ဆိုတာကစီးနဲ့ဘောင်နဲ့ဟုတ်ပြီမင်းငါတို့ကိုမကြိုက်ဘူးဆိုရင်မင်းမင်းနေဆိုတဲ့ပုံစံနဲ့ပဲသွားရမယ်အသင်းဖွဲ့တစ်ခုလောက်တဲ့ဆိုတဲ့စနစ်ကကြတော့ငါတို့ထူထောင်မဲ့ဒါငါတို့ကငါတို့စီးစနစ်လေးနဲ့ငါတို့လူတွေနဲ့ငါတို့လုပ်မယ်ဆိုတာကအဲ့ဒါဒီအသင်းအဖွဲ့ရဲ့စိတ်သက်အဲ့လိုမဟုတ်ဘဲနဲ့အုပ်စုဖွဲ့ပိုးကြပြီးတော့ငါတို့မှလက်နက်ရှိတယ်အဲ့ဒီကောင်အကောင်နဲတယ်အဲ့ကောင်နှွားမယ်ဆိုတာကကြတော့အဲ့ဒါဘိုးကြတာလို့ခေါ်တယ်ဟုတ်ကဲ့အဲ့ဒါကိုနည်းနည်းရှင်းပြပေးပါအောင်နော်အခုကျွန်မပြောတာမှားလားမှန်လားဆိုတာအေးပေါ့ energy နဲ့ပတ်သက်ပြီးတော့လဲနော်ဝေဖန်မှုတွေအများကြီးရှိနေတာကိုတွေ့ရတယ်နော်အဲ့တော့ဒါကတော့နိုင်ငံရေးလောကရဲ့သဘောတရားတစ်ခုပါပဲနိုင်ငံရေးလုပ်ပြီးဟေးဆိုလို့ရှိရင်တော့ဒေါအောင်ဆန်းစုကြည်သူပေါ့နော်ဥပမာပြောတာပါသူ့အနေနဲ့ထောင်ထဲမှာနေအောင်အားလုံးချစ်ကြပေမဲ့သူအကယ်၍နိုင်ငံရေးလုပ်လဲလို့သူ့ကိုတုတ်တာဆဲတာကျွန်တော်မျက်စိရှိမှအများကြီးတွေ့ပါနော်ဒါနိုင်ငံရေးလုပ်ပြီးဟေးဆိုရင်တော့အစိုးရတရက်ဆိုပို့ဆိုးပါလေအစိုးရတရက်ဆိုပြီးတော့ကိုအမိခံလိုက်ပြီးဆိုဒီအစိုးရကိုချစ်တဲ့သူရှိမယ်မုန်းတဲ့သူရှိမယ်ဆဲတဲ့သူရှိမယ်နော်ချစ်တဲ့သူလည်းရှိပါတယ်အဲ့တော့ဒါကလည်းညင်းလို့မရတဲ့ချက်ဖြစ်တယ်အဲ့တော့ NUG ကသူ့ကိုသူဒါကျွန်တော် NUG နဲ့လည်းမဆိုင်ဘူးတော့ဘာမှလည်းမပတ်သက်သလိုဒီကိစ္စကအပြင်လူတယောက်နေလည်းပဲကြည်တာပါဖြစ်ရနိုင်ငံရေးလောကရဲ့အဖွဲ့ဝင်တွေဒါမျိုးဖြစ်နေတဲ့အချိန်မှာခင်ဗျားတို့သိသလိုအားလုံးလေ့လာသလိုကျွန်တော်လည်းလေ့လာနေပါတယ်ကျွန်တော်လေ့လာမှုအတိုင်းဒါနေပြီးတော့ဒါကျွန်တော်အမြင်နဲ့ပုံစံလေးကျွန်တော်ပြောပြတာပါနော်ကျွန်တော်ရဲ့သဘောထားထုတ်ပြန်မှုလေးပြောပြတာအဲ့တော့ချစ်သလားမုန်းသလားဆိုတော့ NUG ကိုချစ်လည်းမချစ်ဘူးမုန်းလည်းမုန်းဆွမ်းနာပြောသလိုပေါ့ဆွမ်းနာပြောသလိုအဖွဲ့အစည်းနဲ့စုဖွဲ့ပြီးတော့အနိုင်ကျင့်တယ်လို့ပြောရလောက်အောင်အဖွဲ့အစည်းတစ်ခုကသူတို့ရက်တီထားတော့သူတို့ရဲ့ brain ညင်စာရှိတယ် brain ညင်တွေရှိတယ်သူတို့ရဲ့ဒီစီမင်းစည်းကမ်းရှိတယ်သူရဲ့စစ်ရေးဆိုတဲ့စစ်ဥပဒေရှိတယ်နိုင်ငံရေးဆိုတဲ့နိုင်ငံရေးဥပဒေရှိတယ်အခြေခံဥပဒေဆိုတဲ့အခြေခံဥပဒေရှိတယ်တခုခုလုပ်ပြီးဟေးဆိုလို့ရှိရင်ကိုးကားရပါတယ်ဥမင်း online ပင်လင်မဲ့အခုလောလောဆယ်သူအာနာထိန်းထားတယ်အာနာထိန်းထားတယ်ပေါ့ဗျာနော်သူဘာပဲလုပ်လို့ဥမာပုံမှန်တစ်ခုကိုကားရပါပုံမှန်၄နှစ်ခွန်အရဒါနိုင်ငံတော်ကောင်စီကိုဖွဲ့သည်ပုံမှန်419ရဟာလားဒါတွေလုတ်သည်ဆိုရပုံမှန်လက်ညှိုးထိုးသလို NUG လုတ်တဲ့ပုံစံလေးတွေတော်တော်များများပါလေသူတို့ရဲ့ပုံမှန်ပေါ့နော်လက်ညှိုးထိုးပြအောင်တွေ့ရတယ်တွေ့ရအတွက်ကြောင့်မို့လို့သူတို့အဖွဲ့ကဒါကြိုက်တယ်ပဲကြိုက်ဘူးသူတို့မှန်တယ်မမှန်လို့ကျွန်တော်မပြောဘူးเนาะဒီ NUG ဟာမှန်နေတယ်မှားနေလို့ကျွန်တော်ပြောတာမဟုတ်ပေမဲ့နိုင်ငံရေးပဲလုပ်တော်လှန်ရေးပဲလုပ်ဘာပဲလုပ်ပေါ့เนาะစီမင်းစီကံအခြေပြုတရားဥပဒေစိုးမိုးမှုအခြေခံသောအစုဖွဲ့နဲ့ဆောင်ရွက်ရခြင်းဖြစ်တယ်နောက်တစ်ခုကစနကျွန်တော်တခါပြောထားပြီးတော့စစ်တပ်ရဲ့အောက်မှာရှိတဲ့တပ်ရင်းတပ်မတွေအားလုံးဟာအမိန့်တစ်ခုရဲ့အောက်မှာတပ်တစ်ခုသွားရတယ်လို့ပဲအခုစစ်တပ်ကိုမကြိုက်တာတော့မှန်တယ်သို့ပါတော့ညာလည်းပဲဒီပေါ့လက်နက်ကင်လမ်းစဉ်ကိုတပ်မတော်ဘက်ကနေပြီးတော့တော်လန်ရေးအဖြစ်နဲ့ရှုမြင်ဖို့လိုတယ်လက်နက်ကင်လမ်းစဉ်ကိုတော်လန်ရေးအဖြစ်နဲ့ရှုမြင်ဖို့ဆိုလို့ရှိရင်တော်လန်ရေးဟာတော်လန်ရေးစည်းကမ်းရှိရပါတယ်အဲ့တော်လန်ရေးစည်းကမ်းကဘာလဲဆိုဆန္ဒပြောသလိုဥပဒေအခြေပြုနည်းဥပဒေအခြေပြုเนาะဘယ်လိုခေါ်မလဲဆိုတော့အဖွဲ့အစည်းအခြေပြုဆိုတဲ့ဒီလိုမျိုးထောက်ထားတွေရှိမှသာလျှင်တစ်ဖက်အဖွဲ့အစည်းရတော့၎င်းနိုင်ငံတကာတော့၎င်းလမ်းကြည့်ပြီးတော့ဒါဒီအဖွဲ့အစည်းအတိမတ်ပြုတဲ့အဖွဲ့အစည်းလားဆိုတော့သူ့ရဲ့လုပ်ပုံကိုင်ပုံကြည့်ပါတယ်သူ့ရဲ့စုဖွဲ့ရည်တည်မှုပုံစံဘယ်လိုခေါ်မလဲဆိုတော့ဒီစုပန်းပုံစံအစတစ်ဖြစ်ပေါ်ဥပဒေတွေကအစကြည့်ပါတယ်ဒါမျိုးလုပ်ရတယ်သို့ပါတော့လည်းပဲဆန္ဒပြောသလိုစိတ်သက်ခံစားချက်တွေနဲ့တော်လန်နေတဲ့ဘုံနဂါးကိုမုံညင်းလည်းပြောတာမဟုတ်မှားနေလို့ပြောတာမဟုတ်ပေါ့နော်တော်လက်နက်ကင်လမ်းစဉ်တစ်ခုသွားမယ်ဆိုရင်တစ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ဒီတက်မတော်ဘက်ကနေပြီးတော့ဒါဟာတော်လန်ရေးအဖြစ်နဲ့အတိမတ်ပြုဖို့လိုတယ်တော်လန်ရေးအဖြစ်နဲ့အတိမတ်ပြုဖို့ဆန္ဒဝိသေသနာအချက်လက်တွေလိုတယ်ဒါပေမဲ့ဘုံနဂါးမှာအဲ့ဒီအချက်လက်တွေမရှိတဲ့အတွက်ကြောင့်မလို့ဒါ NUG နဲ့ညှိနှိုင်းပူးပေါင်းပြီးတော့ဆောင်ရွက်တင်တယ် NUG ဘက်ကလည်းဟိုတနေ့ကပြောတဲ့ပုံစံလေးဆိုသူတို့နောက်ဆုံးစီးထိသူတို့ဆောင်ခဲ့ပါတယ်ပေါ့နော်အဲ့ဒါအကြောင်းလုပ်ပါဆိုဒီမှာဘယ်သူမှလည်းဘယ်သူမှလည်းပြောတာမဟုတ်ပေမဲ့လည်းရွေးချယ်ပါဟေးဆိုလို့ရှိရင်တော့အဲ့ဒီစီမင်းစီကံနေနဲ့သွားတယ်ဒါပေမဲ့အေးလက်ဒီလိုပဲဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်သူတို့သွားတဲ့ပုံစံဥပဒေသွားတဲ့ပုံစံလေးတွေချပြနိုင်ရင်တော့ဒါမျိုးလုပ်ရတယ်လို့ပြောသူတို့လူငါတမင်းလက်နက်ကင်လန်းစင်လုပ်ရင်တစ်ဖက်အဖွဲ့အစည်းကဒေါ်လာရေးဖြစ်နေအတိမတ်မပြုဘဲနဲ့ဒါဟာအဖြတ်သမားလက်နက်ကင်ဖြစ်နေတမလိုက်ဘယ်တော့မှစပွဲဝိုင်းပေါ်ရောက်မှာမဟုတ်စပွဲဝိုင်းပေါ်ရောက်ဖို့ဆိုလို့ရှိရင်ဆန္ဒပြောတဲ့ဝိသေသနာအချက်လက်တွေလိုပါတယ်နော်ရိုးအလက်ပေးပြရိုးပြောအောင်မင်္ဂလာပါပေါ်ဆုံးကရိုးမင်္ဂလာပါနော်မိုက်ဖွင့်ပေးရမလား
အဲ့ဆိုပြန်ဖွင့်လိုက်ညပြန်ဖွင့် ဟယ်လိုကြားလားကောင်မ ကြားပါပြောပါ ဟုတ်ပါမင်္ဂလာပါကောင်မကျွန်တော်မေးချင်တာကလေအခုမြန်မာနိုင်ငံရဲ့အခြေခံဥပဒေကလူတဦးတစ်ယောက်အပေါ်မှာမူတည်နေတယ်ဆိုတာဟုတ်ပါသလားခင်ဗျာပြီးရင်နောက်တစ်ချက်ကလက်နက်ကင်တိုလန်လာဟာမှားပါသလားဒါမှပြီးရင်လက်နက်ကင်တိုလန်လာမှာမှားတယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးရှင်းကပ်တဲ့နိုင်ငံကြီးကိုပြီးရင်နိုင်ငံရေးကိုနိုင်ငံရေးနဲ့ရှင်းကပ်တဲ့အခါကျွန်တော်တို့ကနွားလေးရမွေးလိုက်ကြားလေးရစားလိုက်လို့ပုံစံမျိုးပဲဖြစ်နေအောင်ပါပဲဒီကိစ္စအခုကျွန်တော်တို့က85ရာခိုင်နှုန်းအပြည့်အဝနိုင်ရခိုင်ရင်ထပ်ပြီးအာဏာသိမ်းဦးမှာပဲအဲ့ချိန်ကျရင်ကျွန်တော်တို့အနေနဲ့ဘာတွေဆက်လုပ်တင်လဲကိုမမောင်မြင်လေးကိုခဏပြောပြပါဦး ဟုတ်ပါတယ်နော်အဲ့တော့လက်နက်ကင်လမ်းစဉ်ကမှားသလားဆိုမှားတယ်မကြိုက်ဘူးကျွန်တော်လည်းမကြိုက်ဘူးလုံးဝလည်းမကြိုက်ယူဝါဒနဲ့မကြိုက်ဘူးနော်အဲ့တော့လက်နက်ကင်လမ်းစဉ်တော်လန်နေတဲ့သူတွေမှားလားဆိုတော့မမှန်ပါဘူးထို့တူတစ်ဖက်ကလည်းလက်နက်ကင်ဖွဲ့စည်းရပဲဘယ်လိုခေါ်မလဲဆိုတော့လက်နက်အာကိုနဲ့ပဲအာဏာယူသွားတာဖြစ်တယ်လေအဲ့ဒီတော့ကြောင့်မလို့တော့နှစ်ဖက်စလုံးမှားနေပါတယ်အဲ့တော့ဘယ်သူမှန်လဲဆိုတော့ဘယ်သူမှမမှန်ပါဘူးမြန်မာနိုင်ငံအခြေခံဥပဒေကလူတဦးတယောက်ပုံမှာအများကြီးအခြေခံနေတယ်ဆိုတဲ့ပုံစံမျိုးပါအခုလက်ရှိလဲတရုတ်ပြသွားတွေ့နေပါလိမ့်မယ်နော်အာဏာ3ရက်လုံးကိုကာကွယ်ရေးဦးစီးချုပ်ထံမှာအပ်ထားရပါတယ်အဲ့ဒီတော့ကြောင့်မလို့တော့ရိုးပြောတဲ့ကိစ္စလုံးဝငင်းလို့မရတဲ့အချက်ဖြစ်နေတယ်နော်ကျွန်တော်ငင်းလို့ရတယ်ဟိုဘယ်လိုဥပဒေကိုဟိုဘက်ကကြည့်ဒီဘက်ကကြည့်ပြီးငင်းလို့ရတယ်ဒါပေမဲ့လက်ရှိအခြေအနေမှာတော့လူတို့တယောက်ကပဲအရာရာကိုဖန်ဆင်းသွားတယ်ဆိုတာကိုပြန်ပြီးငင်းခုန်တဲ့အတိုင်းတာရှိအဲ့တော့မြန်မာနိုင်ငံရဲ့အခုလက်ရှိအခြေအနေကဘယ်သူဘက်ကမှန်လဲဆိုတဲ့အခါကျတော့နှစ်ပတ်စလုံးမှန်ပါဘူးနှစ်ပတ်စလုံးမှားလားဆိုတော့မှားတဲ့အဖွဲ့အစည်းကပုံမှားတဲ့အဖွဲ့အစည်းနဲ့ပုံမဲ့မခေါ်မလဲဆိုတော့မမှားတဲ့အမှားနေတဲ့အဖွဲ့အစည်းပဲရှိပါတယ်နော်အဲ့တော့အားကြောင့်မို့လဲကျွန်တော်တို့ကတက်မတော်ကိုဘာကြောင့်ရွေးချယ်ရလဲဆိုလို့ရှိရင်ဒါကြောင့်ရွေးချယ်ရတာနော်အားပေးလို့ဆိုတာလည်းစာရင်လမ်းစာတစ်ခုကိုဆက်လက်ဖော်ဆောင်သွားနိုင်မှာသူကနေဆက်လက်ဖော်ဆောင်သွားနိုင်မှာကျွန်တော်တို့ဒါယုံကြည်ချက်ပေါ့လေနော်အဲ့တော့ရှေ့လျှောက်ဒါမျိုးတွေဖြစ်လာတယ်ဘယ်လိုလုပ်တင်လဲသိကျင်တာပါရှေ့လျှောက်ဒါမျိုးတွေဖြစ်လာမှာဆိုတဲ့အခါကျတော့ဘယ်သူမှအာမခံလို့မရဘူးဘာကြောင့်အာမခံလို့မရတယ်လဲဆိုတဲ့အခါကျတော့ဒီအခြေခံဥပဒေကဒီတစ်ခေါက်လဲဒါမျိုးလုပ်ခဲ့ပြီးပြီနောက်တစ်ခေါက်လဲဒါမျိုးဆက်မဖြစ်နိုင်ဘူးဆိုတာကိုဘယ်သူမှအာမခံလို့မရတော့ဘူးဆိုတာကိုသိသွားပြီဘယ်သူမှအယုံကြည်မရှိတော့အဲ့ဒါကြောင့်မို့လဲအခုချိန်မှာဆွေးနွေးညီနိုင်မှုဆိုတိုင်းသားလက်နက်ကိုင်တွေကိုဦးမင်းအောင်လိုင်းခေါ်နေတာဘယ်သူမှမလာတာဘာကြောင့်မလာလဲမလာတဲ့အကြောင်းရသူတို့မှလည်းပြင်မရှိတော့ဘူးအဲ့လိုဖြစ်ဖို့ဆိုရှင်အခုအဲ့ကြောင့်မို့လဲသူတို့ဘက်ကလည်းအလျှော့ပေးတဲ့အနေနဲ့ပုံမှန်43ခုလားမသိဘူးပြင်ပေးမယ်လို့တော့ပြောထားတာတွေရှိတယ်ဗောနော်ဒါပေမဲ့တော့ယုံကြည်မှုတွေအများကြီးတိဆောက်အောင်ပါပါတို့မြန်မာနိုင်ငံအခြေအနေကရှေ့လျှောက်ဒါမျိုးနိုင်လားဆိုတော့ဆက်ဖြစ်နိုင်ပါတယ်နော်ကဲဟုတ်ပြီအဲ့တော့တို့ကအမတ်အောက်ဆုံးမှာတက်ရှစ်ချစ်ချကြားလားမသိဘူး ကြားရအောင်တန်တိုးရ တန်တူရနော်စေပြေဝိုင်းတင်နော်မင်္ဂလာပါ ဆင်းရဲဟုတ် ကဲဟုတ်ပြီအဲ့တော့1886မင်္ဂလာပါ ဟိုကျွန်တော်တစ်ချက်စဉ်းစားကြည့်တာပေါ့နော်အခုဒီလိုအခြေအနေဖြစ်နေတယ်ဗျာဒေါ်ဆန်းစုကြည်ကိုလှုပ်ပြီးတော့ဒီကိစ္စတွေကိုရှင်းခံလို့ရှိရင်ကျွန်တော်အတွေးပေါ့နော်ကျွန်တော်တူတယောက်ရဲ့အတွေးပေါ့တစိတ်တစ်ပိုင်းကတော့ကျွန်တော်ရှင်းနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗျာသိလားဟိုကိုမောင်အတွေးရောဘယ်လိုလဲတော့မသိဘူးလို့လို့ပေါ့နော် သိကောင်းတယ်နော်အဲ့ဒီမိကွန်ကလေအဲ့ဒီဥစားလေးอ่ะဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးသွားခြင်းတဲ့ပုံစံနဲ့တို့ဒီပေါ်တက်မလားဦးမင်းအောင်လိုင်းဥဆောင်တဲ့စုဖွဲ့ရဲ့နိုင်ငံရေးသွားခြင်းတဲ့ပုံစံမတူဘူးဒေါအောင်ဆန်းစုကြည်သွားခြင်းတဲ့နိုင်ငံရေးပုံစံကိုဦးမင်းအောင်လိုင်းတို့ဘယ်လို့မှလိုက်နိုင်မှာမဟုတ်ဘူးလိုက်လို့လည်းမရဘူးလိုက်ရင်လည်းသူတို့ရဲ့လုံခြုံရေးအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံတကာစီးမြင့်မူပေါင်းတွေထဲကိုရောက်သွားပြီးတော့နိုင်ငံဟာနိုင်ငံတကာနဲ့တန်းဝင်ဖို့လိုတယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့အမြင်ရှိတယ်အဲ့လိုမျိုးမြင်ရောက်သွားလို့ရှိရင်နံပါတ်1ချက်မြန်မာနိုင်ငံမှာစီးပွားရေးတွေပေါ့နော်စီးပွားရေးကအရင်လိုအမဲတွေလုပ်လို့မရတော့အခွန်ကောက်တာကနေစပြီးတော့အားလုံးဟာဒန်းတူ
အဲ့တော့လုံးကိုချမ်းသာနေတော့သူတော်တော်များများသိပြီလင်ပြည်သူလူထုကိုသူတို့ရောရမယ်အခွင့်အများကြီးရှိတယ်အဲ့ဒါတွေအားလုံးနံပါတ်1ချက်ပေးရလိမ့်မယ်နော်နံပါတ်2ချက်အနေနဲ့နိုင်ငံတကာစီးမြင့်မူပေါင်းတွေအောက်မှာဥပဒေတွေအောက်မှာအခုဒုနိုင်ငံကခေါင်းဆောင်တော်တော်များများကဥပဒေကျူးလွန်ထားတာရှိတယ်အဲ့တော့အဲ့လိုမျိုးဖြစ်သွားလို့ရှိရင်နိုင်ငံတကာနီးရလက်ခံရမယ့်တိုင်းတာတွေရှိတယ်ဒါတွေကိုလည်းတို့ခေါင်းဆောင်တွေဘက်ကလိုက်နိုင်မှာမဟုတ်ဘူးနော်အဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကသွားမဲ့နိုင်ငံရေးကနိုင်ငံတကာနဲ့အစင်တန်းပေါ်မယ်ဆိုတော့နိုင်ငံတကာမူပေါင်းတွေနဲ့သွားမှာဒါပေမဲ့တို့မြန်မာပေါ့ဦးမင်းအွန်လိုင်းတို့သွားခြင်းနဲ့ဒီမိုကရေစီကကြတော့မြန်မာနီမြန်မာဟန်နဲ့မြန်မာပူပေါင်းတိုင်းသွားမယ်မြန်မာဒုက္ခမြန်မာပဲတည်ရဲဆိုတဲ့ပုံစံမျိုးနဲ့သွားမှာအဲ့တော့ဒေါ်အောင်ဆန်းစုကြည်ပုံစံမျိုးနဲ့သွားမယ်ဆိုရင်ဦးမင်းအွန်လိုင်းတို့တဲ့အန်ရရှိတယ်အန်ရရှိတဲ့အတွက်ကြောင့်မလို့ဒေါ်အောင်ဆန်းစုကြည်ကိုလုံးဝသူတို့မလွတ်တော့ဘူးလို့ပြောလို့ရတယ်ဒါသူတို့ကြောက်ရွံ့မှုပေါ့နော်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံနဲ့သူတို့နိုင်ငံတွဲဖက်သွားလို့မရဘူးဖြစ်နေတယ်သူတို့နိုင်ငံရဲ့တကားပိတ်ဝါဒနဲ့သွားမှာတကားပိတ်ဝါဒလိုအပ်တော့ပဲဖွင့်မယ်ပေါ့နော်သူတို့အတွက်လုံခြုံမှဖွင့်မယ်ဆိုတဲ့သွားအဲ့လိုမျိုးသွားမှာလုံခြုံရင်ဖွင့်မယ်ဒေါ်အောင်ဆန်းစုကြည်ကလုံးဝဒါမြန်မာနိုင်ငံဟာနိုင်ငံတကာတန်းဝင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားပါတယ်ဒါတော့အဲ့နှစ်ခုကြားထဲမှာတို့လွန်ဆွဲနေရမှာဖြစ်တယ်နော်ဟုတ်ပြီမှတ်နှမ်းမြက်ကလေးပြောမင်္ဂလာအဲ့ခုနဥစ္စာလေးပဲကျွန်မဆက်ပြောမှာပါဘာလို့လဲဆိုတော့အောက်ကလူတွေလည်းနည်းနည်းပါးပါးသူတို့လည်းပြောရမယ်ဆိုလို့ရှိရင်အခုပြောတဲ့အတိုင်းပဲဒါကျွန်မအခုထပ်ပြီးတော့မေးရမယ်ဆိုလို့ရှိရင်အဲ့တော့ခုနကမေးခွန်းကတော့ဒါအပေါ်ရန်မေးထားတဲ့မေးခွန်းပေါ့နော်တကယ်ချာပြောရမယ်ဆိုလို့ရှိရင်ဒီ NUG ကနေပြီးတော့ဘယ်ဥပဒေနဲ့ဒီလူကိုဒီလိုမျိုးပြောရမယ်ဆိုလို့ရှိရင်လက်နက်ခိုင်အဖွဲ့အစည်းချင်းကိုဒါကပြောရမယ်ဆိုလို့ရှိရင်မတော်မတရားတစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုလေးစားမှုမရှိဘဲနဲ့တိုက်တာလို့ပဲကျွန်မမြင်တယ်ဒါနံပါတ်1အချက်ပေါ့နော်အဲ့တော့အခုနောက်အကိုပြောသလိုပေါ့အဲ့တော့နိုင်ငံတကာဘာဝင်တန်းဝင်ဆိုတာဟုတ်ပြီစကတော့အခြေခံဥပဒေသူကရေးဆွဲထားတာရှိတယ်ဘယ်ဥပဒေနံပါတ်အရဘယ်နေရာမှာဘယ်လိုလုပ်ရလဲဆိုတာရှိတယ်အဲ့တော့ NUG မှာကိုအဲ့ဒါမျိုးရှိလားအခုမေးတာဒါနံပါတ်1နံပါတ်2ကကြတော့နော်အဲ့လိုမျိုးအခုလိုမျိုးဒီsorry အခုလိုမျိုးအပေါ်ခဏလေးနော်အတန်လေးခဏပေးထားပြပါရှင်အခုလိုမျိုးဒီဘိုးနဂါးကို तू အဲ့လိုမျိုးဝင်တိုက်တာဟာပြောရမယ်ဆိုလို့ရှိရင်စဘက်ကိုပို့ပြီးတော့နော်အင်အားတောင်လို့လုပ်ပေးသလိုဖြစ်စေတယ်ဒါဟာပြောရမယ်ဆိုရင် NUG ရဲ့ကြက်မပြေမှုအုံနောက်ညံမပြေမှုနိုင်ငံရေးရေချိန်နဲမှုလို့ပဲကျွန်မမြင်တယ်အမှန်တကယ်ကဒီလိုလုံးမဲ့အစားကိုယ့်ရဲ့ ally တစ်ခုဖြစ်အောင်လို့သူ့ကိုပြောရမယ်ဆိုရင်လှုပ်ချင်နေတဲ့လူတယောက်ကိုအခွင့်တစ်မျိုးပေးလိုက်ရင်ဟုတ်ပြီမင်းလည်းဒီနေရာမှာဒီလိုလုပ်ငါတို့ကဒီလိုပူပေါင်းပါဝင်လို့ NUG ဟာအဲ့လိုမျိုးဘယ်တော့မှလက်မတွဲခဲ့ဘူးရှင့်ဒါကျွန်မအမြင်ကိုပြောပြတာတိုင်းရင်းသားခေါင်းဆောင်တွေပေါ်မှာလည်းအဲ့လိုပဲတိုင်းရင်းသားခေါင်းဆောင်ဒီနေရာမှာဒီလိုမျိုးလုပ်တဲ့အတွက်ကျွန်တော်တို့နဲ့ဒီလိုသွားမယ်ဆိုတဲ့ပုံစံနဲ့ဘယ်တော့မှ तू မသွားဘူး तू ကငါတို့နေရာပဲငါတို့ကဗိုလ်ကြမယ်ပြီးရင် Central Government ဆိုတဲ့ပုံစံကြီးနဲ့သွားတယ်သူများကအသက်သွေးချွေးနဲ့သူ့နေရာမှာ तू ပတ်စံနဲ့ तू ရအောင် तू တိုက်ထားတဲ့နေရာကိုအခွင့်အခါတင်းနဲ့လိုချင်တဲ့ခါကျတော့အခုလိုမျိုးပြဿနာတွေတက်လာတာအဲ့တော့ပြောရမယ်ဆိုလို့ရှိရင် NUG ကိုနောက်ထပ်မယုံကြည်မှုတွေကလည်းပဲအများကြီးရှိတယ်ပတ်စံခိုးစားမှုတွေလိန်စားမှုတွေမရှင်းနိုင်တဲ့ပြဿနာတွေမြေပြင်မှာသူတို့ဘာသာသူတို့ပြဿနာတက်နေတဲ့အချင်းချင်းတွေအဲ့တော့အခုဖြစ်နေတဲ့ပြဿနာမှာတကယ်အခုနော်ဘိုးနဂါအခုအဲ့ဘက်ကိုပါသွားပြီဆိုတာဟာပြောရမယ်ဆိုရင်ကိုညံ့လို့ကျမတို့အဲ့လိုပဲထင်တယ်အဲ့ဒါကိုသာမညံ့ဘူးဆိုလို့ရှိရင်ကိုလူကိုကပြန်ဆွဲခေါ်နိုင်ရမှာအခုကိုဘက်ကနေတော့အမျိုးမျိုးအကွဲအလဲလဲဟိုဘက်ကိုပါသွားပြီဆိုလို့ရှိရင်ကိုလူတွေရဲ့ information တွေဟိုဘက်ကလူအကုန်ပါသွားနိုင်တယ်ပြောနိုင်တယ်နော်ဘာပဲဖြစ်ဒီမှာဘသူတွေဘာတွေရှိတယ်ဘာတွေလုပ်နေတယ်ဘလို့တွေဆိုတဲ့ဥစ္စာတွေအတွင်းသတင်းတွေအကုန်လုံးပေါက်ကြားနိုင်တယ်ဒါတွေကို NUG ဟာမသိဘူးလား NUG ဟာအမတန်ကိုညံနဲ့ကဘာမှအစ်မရှိဘူးတဲ့အသင်းအဖွဲ့ရိုး organization လောက်ပဲ ONG လောက်ပဲရှိတယ်ကျမတို့အဲ့လိုပဲမြင်နေရှင်ကောင်းပါတယ်နော်ဟိုမတ်နာမည်ကတိထောက်ပြတာတွေကညင်းလို့မရတဲ့ချက်ဖြစ်သွားတယ်ဘာလဲဆိုတော့ဟုတ်တယ်လေမိမိအဖွဲ့အစည်းဟိုဒေါ်လာရေးကာလာပုံစံမျိုးပေါ့သူတို့ပြောတဲ့ပုံစံဆိုအဲ့ဒီအချိန်မှာဒေါ်လာရေးအဖွဲ့အချင်းချင်းကမဟာမိတ်တော်၎င်းပေါ့ရှိထားမယ်တော့အမှန်ပါပဲเนาะနောက်တစ်ခုကဘာလဲဆိုတော့မိမိရဲ့လိုအပ်ထားတဲ့ပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲတို့မာနမကြီးသေးဘူးပေါ့နော် NUG အနေနဲ့လက်ရှိအခြေအနေမှာအင်အားတောင့်တင်းလာတာညင်းလို့မရတဲ့အချက်ဖြစ်တယ်ငွေကြေးစီးဆင်းမှုတွေကအစပြီးတော့ဘဏ္ဍာငွေရရှိမှုเนาะနိုင်ငံတကာ
တန်တမန်တန်ကင်းတမန်ကင်းဆက်ဆံနိုင်မှုနောက်တစ်ခုကပြည်တွင်းလက်နက်ကင်အင်အားစုတွေနဲ့မဟာမိတ်ဖွဲ့နိုင်မှုဒါတွေကိုကြည့်ချင်းအဖြစ် NUG ဟာဟိုရင်ကကျွန်တော်တို့အထင်သေးလို့ဟိုရင်ကအထင်သေးလို့ထင်သေးလို့ရတဲ့ NUG မဟုတ်တော့ဘူးဒါမဲ့တော့ NUG အနေနဲ့သိထားမှာလိုအပ်တာတဲ့မိမိကိုမိမိဘယ်လိုခေါ်မလဲအထင်မကြီးသေးဘူးပေါ့နော်အထင်မကြီးသေးဘူးမောင်းမောင်းအတင်မမောင်းမာတင်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်အဲ့တော့ငကားပေါ့နော်ဘိုးငကားနဲ့ပတ်သက်ပြီးတော့ဘလို့အခက်ခဲတွေမြေပြင်ချင်းတွေဘလို့ရှိရဆိုတော့ကျွန်တော်နားမလဲဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့လိုလည်းမဟုတ်ဘူးဒါမဲ့တော့ဒီတော်လန်ရေးအင်အားစုချင်းချင်းမစည်းရုံးနိုင်တာဆိုတာတော့ NUG ဘက်ကဝန်ခံရလိမ့်မယ်စီယုံသိမ့်သွင်းနိုင်မှုမရှိဘူးပေါ့နော်စီရဆောင်ရွက်တယ်ဆိုတာဒါနောက်ဆုံးလုံးဝမလွဲတာမရှောင်တာအခြေအနေမို့လို့ဒါလည်းလောက်တာပဲဖြစ်ရလိမ့်မယ်ဒါမျိုးတစ်အဖွဲ့ကြီးတစ်ခုကအဖွဲ့ငယ်တစ်ခုအနိုင်ကျင့်ပါတယ်ဆိုတဲ့အမြင်မျိုးတော်လိုင်းအင်အားစုတွေကြားထဲမှာမြင်သွားလို့ရှိရင်ဒါအခုတော့လည်းမကောင်းအောင်နောင်တော့လည်းမကောင်းအောင် NUG ဘက်ကအများကြီးစင်ချင်ရမယ့်ကိစ္စဖြစ်တယ်ဒါမက်ကနမ်းမြကကြီးပြောတဲ့အရှုထောင်ပြောရင်တိတ်မှန်တယ်ဒါပေမဲ့ဒီကိစ္စဘိုးနဂါဖွဲ့နဲ့ NUG ပြဿနာဖြစ်နေရတော့အခုမှတော့မဟုတ်ဘူးကျွန်တော်တို့ကြားလာတာကြားပြီနဂါတက်တော်၄ခုမှာတက်တော်ဝင်နေတို့ဒါတွေပေါ့ MOD အောက်ကိုပို့တဲ့ MOD ကလက်မခံဘူးလို့ MOD နဲ့ နဂါနဲ့ကြားထဲမှာပြဿနာဖြစ်နေတာလွန်ခဲ့တဲ့နှစ်နည်းငယ်တွေကနော်မရှိဘူးဆိုရင်အနှိမ့်ဆုံးနှစ်ကျော်လောက်ရှိပြီလို့တော့ကျွန်တော်သုံးသပ်တယ်အဲ့တော့အဲ့ဒီထဲကဖြစ်နေတဲ့ပြဿနာကဘလို့မှဒီနေရာမှာကျွန်တော်တို့အဖြေနှစ်ခုပဲရှိတာပါဗျာနော်ဟိုဖြစ်နိုင်ခြေနှစ်ခုပဲရှိတယ် NUG လိုအပ်တာတဲ့ပို့ပြီးတော့မောက်မာခဲ့တယ်ဒါကတော့ဒါခံမှန်းသုံးသပ်လို့ရတာတစ်ချက်နောက်တစ်ခုကတော့ဘလို့မှညှိနှိုင်းလို့မရတဲ့အစုံဒါဘယ်လိုခေါ်မလဲဆိုတော့လက်နက်ကင်လက်နက်ဘယ်လိုခေါ်မလဲဒီစီးနီးရအရေးယူရတဲ့ပုံစံမျိုးဖြစ်တယ်ဗောနော်အဲ့တော့စီးနီးရအရေးယူမှုဟာတရားမျှတလားမမျှတလားဆိုတာကတော့ဘိုးဝေးမကြည့်ပါနဲ့ AA အင်အားကြီးထွားလာတဲ့ခါမှာ ALP ဟာ AA အောက်ကိုဝင်မဝင်လို့ရှိရင် ALP ကိုစီးရအရေးယူနှိမ်နှင်းမှာပါပဲเนาะထို့တူ KNU အင်အားကြီးထွားလာတဲ့ခါမှာသူ့ဘေးနားမှာရှိတော့ဒီကျန်တဲ့အဖွဲ့အစည်းတွေကိုနှိမ်နှင်းချင်တာဒါတမတာပဲဖြစ်တယ်ဒါလက်နက်ကင်လမ်းစဉ်ရဲ့အဖွဲ့ကြီးကအဖွဲ့အသေးကိုစားတိုင်းဆိုတဲ့ဒါဖြစ်နေကြကိစ္စတစ်ခုပဲဖြစ်တယ်ဒီထက်ပိုပြီးတော့ပြောပြချင်တာအများကြီးရှိသေးတယ်အဲ့ဘာလဲဆိုတော့အဖွဲ့ငယ်လေးတွေတော်တော်များများလုံးဝလမ်းပြောက်သွားတယ်အများကြီးရှိပါတယ် ALP တို့ ALP ဆိုတာဒီဘယ်လိုခေါ်မလဲဆိုတော့ PLF တို့ပါလို့ဆိုရှင်အုပ်စုလိုက်ကို KNU ဝင်ရှင်းလိုက်တာရှိရနော်တခြားအဖွဲ့အစည်းအရှင်းခံတဲ့အဖွဲ့အစည်းပြောက်လမ်းလျှောက်ရင်လမ်းပြောက်သွားတဲ့အဖွဲ့တွေအများကြီးရှိတယ်ဒါကလက်နက်ကင်လမ်းစဉ်မှာအဖွဲ့ကြီးလာရင်အဖွဲ့ငယ်တွေအားလုံးကအဖွဲ့ကြီးတစ်ခုရဲ့လက်အောက်မှာနေမနေလို့ရှိရင်တော့ကြောက်ကစားဖြစ်မယ်ကြောက်ကစားဖြစ်ရင်တော့ဝါးမျိုးခံရတယ်ဆိုတာမြန်မာလက်နက်ကင်လမ်းစဉ်ပေါ့တခြားမှာဒါအမြဲတမ်းကြုံတွေ့နေရတဲ့ဖြစ်ရပ်တွေဖြစ်တယ်လို့ပြောပြချင်တယ်နော်ကဲဟုတ်ပြီအဲ့တော့တို့ကအပေါ်ဆုံးကကိုမျိုးလာမင်္ဂလာပါပြောပါမင်္ဂလာပါဗလာတော့ဘုန်းကားလောင်းနေတော်လိုင်းပြီးသားပြီလေစောက်ပြောနေတယ်ဘုန်းကားတော့ဒီအကြီးဖြစ်နေလို့ဘုန်းကားလည်းသူဟိုပြောမယ်ဆိုရင်နားချရခဲ့တဲ့ဒီရိုင်လောက်ပဲရှိမှာပါဒီတော်လိုင်းရေးအတိုင်းတန်နေရှင်နေဘုန်းကားကပဲတော်လိုင်းရေးဒီကုလုံးသူထင်းညို့တာမှမဟုတ်တာတခြားအဖွဲ့အစည်းတွေပဲရှိနေကြတာပဲဘုန်းကားစစ်တဲ့ဝင်သွားလို့တော်လိုင်းရေးပြီးသားတာလည်းမဟုတ်ဘူးတစ်ဖက်ကနေကြံပေးကြည့်သူဝင်သွားတယ်ဆိုတော့ဒါသိခံရတဲ့သူကျွန်တော်တို့ဘာမှလိုက်ပြီးပြောနေတာဒါပဲတွေ့ရမှာဘုန်းကားဝင်သွားတော့တော်လိုင်းသစ္စာဖောက်တယ်ပါဆောက်ပြောနေသူလည်းသူခံစားချက်နဲ့သူရှိမှာပဲသူဘလောက်ဒီမတရားလောက်ခံထားရတယ်ဆိုတော့သူကလည်းသူသိမှာပဲအဲ့တော့ဒီတိုင်းချက်ရှိစစ်တဲ့တွေဘယ်တော့မှအနည်းပြတိုက်ခါမှာစစ်အောက်ကိုစစ်တဲ့အောက်ကိုဘယ်တော့မှကိုလွန်သွားတယ်ဆိုပြီးဆောက်ပြောနေလို့မရဘူးသူဘကိုလွန်ရင်လည်းသူရွေးတယ်လမ်းလည်းမရှိတော့ဘူးတော့သူကအချင်းချင်းလေးရွေးတယ်လမ်းမရှိတော့ဘူးရွေးတယ်မရှိတော့ဘူးသူကနှစ်ဖက်ညှက်တိုက်ရတာမှာအနည်းပြလည်းတိုက်ရမှာစစ်တဲ့ကိုလည်းတိုက်ရမှာသူကရွေးတယ်လမ်းမရှိတော့ဘူးသူကရန်သူကနှစ်ခုပြည့်သွားပြီတောင်ပြင်းရင်အနည်းပြနဲ့တွေ့မယ်ရောက်ကိုပြင်းစစ်တဲ့နဲ့တွေ့မယ်အနိုရေကလည်းအနည်းကြီးအောက်ကိုလောက်ကိုခိုးလောင်မယ်ဆိုလည်းမဖြစ်နိုင်တဲ့လမ်းကြီးသူ့ကိုလည်းဟိုကစော်ရင်းနေအဲ့တော့နှစ်ဖက်စလုံးလေးကနေတစ်ခုရွေးမယ်ဆိုရင်စစ်တပ်ကတော့နိုင်ငံရေးဘက်ကနေပြောင်းလာတဲ့သူတွေနိုင်ငံရေးရငြိမ်းချမ်းမှုနေပေးမယ်အပြစ်တွေချော့ဖို့ပေးမယ်ဆိုတော့ပြောရင်းစကားတွေရှိတော့သူနောက်ဆုံးသူဝင်လာတော့စစ်တပ်ကိုဝင်သွားတာပဲဒါချင်းချင်းလေးအနည်းကြီးအောက်ကိုဝင်လဲဒါတမျိုးတစ်ပုံပြဿနာတွေထက်တက်လာအောင်ပါပဲအပြည့်ချင်းလေးဒါသူရွေးချယ်သွားတဲ့လမ်းမမောက်လို့လည်းပြောရတာကျန်တဲ့ကိစ္စကတော့သူ့အနေနဲ့သူဆက်ရှင်းရမှာကောင်းပြီပြောတယ်ကျွန်တော် like ကထောင်ပြောတာအကြာပြီဆိုတဲ့ခါကျတော့ဘလို့မှကျွန်တော်အချိန်လေးကန့်သက်အရင်ကြီးသွားတယ်เนาะဒီနေ့ကျွန်တော် like လေးချပြစေเนาะအားလုံးကျေးဇူးတင်ပါတယ်အောက်ကမတက်လိုက်ရတဲ့တွေလည်းကျွန်တော်တက်နိုင်ဆုံးကျွန်တော်အကုန်လုံးတင်ပေးပါတယ်เนาะဝေရောက်ဆွေးနွေးပြီးတော့ tissue လေးတွေအားလုံးလည်းကျေးဇူးတင်တယ်เนาะမြင်တော့ပဲတူနိုင်မလဲဗျာเนาะ
ဒါနိုင်ငံရေးသဘောတရားပဲလေနော်တယောက်မြင်တယောက်လေးစားကြပါဟုတ်လားနော် ဟုတ်ကဲ့ကျေးဇူးပါခါလေးစားပါရှင် ကဲပါ